ဦးဇင်းတို့ဒီကနေ့ညဘာတရားများဟောပြခြင်းလဲဆိုလို့ရှိရင်မေဇိမနိကေမူလပဏာတပါဠိတော်မှာလာရှိတဲ့အနေကဏသုတ်တံဆိုတာကိုအင်္ဂုတ္တပါဠိတော်တတ္တကအထက်ကနိဗ္ဗာန်များမှာလာရှိတဲ့အပိယသုတ်တံများနဲ့တန်းစာဆင်ပြီးတော့ပိဿပေါင်းတော်ကောင်းတို့ဒီကနေ့ညဦးဇင်းတို့ဟောပါမယ်ဘလို့အကြောင်းအရာကိုပြောချင်တာတော့ဆိုတော့လောကမှာလူတွေဟာစိတ်ထားလှမှတယောက်ကိုတယောက်မျက်နှိုးနိုင်ကြတယ်ဆိုတာလေးကိုအဓိကပြောချင်တာလူတိုင်းသူများရဲ့ချစ်ခင်မှုမျက်နှိုးမှုတန်ဖိုးထားမှုလေးစားမှုကိုမရခြင်းမူလားလို့မေးရင်ရိုးရိုးသားသားဝန်ခံပြီးပြောရမယ်ဆိုရင်ဘယ်လိုပြောတော့ရခြင်းတာပေါ့ဟုတ်လားအဲ့လိုသူများရဲ့ချစ်ခင်မှုလေးစားမှုတန်ဖိုးထားမှုမျက်နှိုးမှုကိုရခြင်းတယ်ဆိုရင်အဓိကကကိုယ့်ရဲ့စိတ်ဓာတ်ကဖြူစင်တန်ရှင်းဖို့ကောင်းမွန်ဖို့လိုတယ်လူတွေဟာဘလို့လူမျိုးကိုချစ်ခင်ကြတော့မျက်နှိုးကြတော့လို့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ရေဘူးရသဘောအဖြစ်တော့ရုပ်ရည်ပြည့်ပြည့်ချောမောလှပတဲ့လူတွေကိုချစ်ကြခင်ကြတာပါပဲမြင်ချင်းစိတ်ထဲမှာကြည်နိုးတယ်နှစ်သက်တဲ့သဘောကြတယ်ပေါ့ဒါပေမဲ့တကယ်လေးလေးနက်နက်တွေးလိုက်တဲ့အခါကျတော့စိတ်ထားကောင်းတဲ့လူကိုပို့ပြီးတော့ချစ်ခင်ကြနှစ်သက်ကြမျက်နှိုးကြတာကပိုပါတယ်လူချင်းချင်းပေါင်းတဲ့ဆက်ဆံကြရင်းနဲ့စိတ်သဘောတဘာဝကိုမကြိုက်တော့ဘူးဆိုပြန်တော့လည်းပဲရုပ်ရည်ကဘလောက်ပင်ချစ်ခင်နှစ်လို့ပဲကောင်းတယ်စေကမို့ဘာဖြစ်သွားကြလဲမုန်းသွားကြတာဟုတ်လားရုပ်သိပ်ပြီးတော့အလှကြီးမဟုတ်တော့လည်းပဲစိတ်ကအလွန်မှအထင်ကြီးစရာကောင်းတယ်မျက်နှိုးစရာကောင်းတယ်တကယ်ကိုဖြူစင်တန့်ရှင်းတယ်ဆိုလို့ရှိရင်စိတ်ထဲကလေးလေးနက်နက်မျက်နှိုးနိုင်ကြတာမရှိဘူးလားရှိတယ်အဲ့လိုဦးဇင်းတို့ပိဋကပေါင်းတော်ကောင်းတို့သူတော်ဘာရဲ့ချစ်ခင်မှုနှစ်သက်မှုမျက်နှိုးမှုဆိုတာဟာစိတ်သက်မြင်မာမှုဖြူစင်မှုရှိခြင်းမရှိခြင်းပေါ်မှာအဓိကမူတည်နေတယ်ဆိုတာလေးကိုသတိထားကြဖို့သူများရဲ့ချစ်ခင်မှုနှစ်သက်မှုမျက်နှိုးမှုလေးစားမှုကိုရတယ်ဆိုလို့ရှိရင်ကိုယ်ကလည်းပဲတဖန်ပြန်ပြီးတော့သူ့ရဲ့ပေါ်မှာမေတ္တာတရားနဲ့ကြည်ကြည်လင်းလင်းတန်တန်ရှင်းရှင်းကောင်းမြတ်တဲ့စိတ်ကလေးတွေဟာတဖန်ပြန်ပြီးတော့ဖြစ်ကြတဲ့အတွက်ကြောင့်ဒီမေတ္တာတရားဟာကူးဆက်တတ်တဲ့သဘောလက်ပတ်တတ်တဲ့သဘောရှိတယ်ဆိုတာကိုလည်းသိရတယ်အကယ်၍ကိုကစိတ်ဓာတ်တွေညံ့ဖျင်းလို့ပတ်ဝန်းကျင်ကကိုယ်ကိုမုန်းတီးကြတယ်၊ရွံ့ရှာကြတယ်၊ဆက်ဆုပ်ကြတယ်ဆိုရင်ကိုကပတ်ဝန်းကျင်ကိုဘယ်လိုပြန်တုံ့ပြန်မှာလဲကိုကလည်းပြန်ပြီးတော့မုန်းမှာပေါ့နော်အမုန်းတွေကလည်းပဲအလွန်မှကူးဆက်လွယ်တဲ့သဘောရှိတယ်ဆိုတာကိုမသိကြဘူးလားအဲ့ဒါလို့ဆိုလို့ရှိရင်သူဟာမုန်းကိုဟာမုန်းကိုဟာမုန်းသူဟာမုန်းနဲ့အမုန်းတွေပဲကြီးထွားလာပြီးတော့ကိုယ့်ဘဝကပင်ပင်ပန်းပန်းပူပူလောင်လောင်ပဲဖြတ်သန်းရမှာဟုတ်လားသူတို့ဘာရဲ့ချစ်ခင်မှုမျက်နှိုးမှုကိုရလိုတဲ့အတွက်ကြောင့်ကိုယ့်ရဲ့စိတ်ဓာတ်ကိုဖြူစင်အောင်တန်ရှင်းအောင်ကြိုးစားရမယ်လို့အဓိကကြီးဆိုလိုချင်တာတော့မဟုတ်ပါဘူးငြိမ်းချမ်းမှုအစစ်ဖြစ်တဲ့နိဗ္ဗာန်တရားမြတ်ကိုမျက်မှောက်ပြုနိုင်ဖို့အတွက်ကိုယ့်ရဲ့စိတ်ကိုဖြူစင်အောင်တန်ရှင်းအောင်ကောင်းမွန်အောင်လုပ်မယ်ဆိုတဲ့အဓိကရည်ရွယ်ချက်ကတော့အဲ့လိုထားရမှာပေါ့အဲ့လိုမုံမြတ်တဲ့မြင်မာတဲ့ရည်ရွယ်ချက်နဲ့ကိုယ့်ရဲ့စိတ်ကိုဖြူစင်တန်ရှင်းအောင်လုပ်မယ်ဆိုရင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်သည့်အထိအနေအထားမမြင်မာသေးခင်မှာစင်ပွားအကျိုးဆက်ကလေးတွေအနေနဲ့သူတို့ဘာရဲ့ချစ်ခင်မှုမျက်နှာမှုကိုရပြီးတော့ကိုယ့်ဘဝဟာကြီးကြီးလင်းလင်းချမ်းချမ်းသာသာကောင်းကောင်းမွန်မွန်အားရှိပါရှိဖြတ်သန်းနိုင်မယ်ပေါ့ဒါလေးကိုပြောရင်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကသူတို့ဘာရဲ့ချစ်ခင်မှုမျက်နှာမှုလေးစားမှုကိုဘလို့အည်သွေးရှိတဲ့ပုဂ္ဂိုလ်တွေဟာရနိုင်တယ်လေဘလို့လူဟာချစ်ခင်စရာကောင်းတယ်လေဘလို့လူဟာမုန်းတီးစရာကောင်းတယ်လေချစ်ခင်စရာကောင်းတဲ့လူဟာဘလို့လူလဲလို့ပြောလိုက်ရင်မုန်းတီးစရာကောင်းတဲ့လူဟာလည်းဘလို့လူလဲဆိုတာတပြိုင်တည်းသိပြီးသားဖြစ်မယ်စန့်ကျင်ပဲလေဒါကြောင့်ဦးဇင်းတို့အနေကဏသုတ်တံကိုမပြောသေးခင်မှာအပိယသုတ်တံတွေကိုနည်းနည်းပြောကြည့်ခြင်းအနေကဏသုတ်တံဆိုတာကသူကစိတ်ရဲ့အညစ်အကြေးတွေကိုတန့်ရှင်းအောင်လုပ်တာကိုပြောတာအခုကအပိယဆိုတာချစ်စရာမကောင်းမုန်းစရာကောင်းတယ်ကိုယ်ဝန်းကျင်မှာရှိတဲ့လူတွေကကိုယ့်ရဲ့ပုံမှာကိုယ်တန်တန်မှာဘလို့အည်သွေးတွေကိုရှိမှသူတို့ရှင်းနိုင်ကြမလဲမျက်နှိုးနိုင်ကြမလဲ
ဘလို့ဆိုးရတဲ့စိတ်သက်တွေရှိနေမယ်ဆိုရင်တော့မုန်းတီးကြမလဲယွန်းရှားကြမလဲဆက်ဆုပ်ကြမလဲဒါကိုမြတ်စွာဘုရားရဲ့ဒေသနာတော်ကိုအခြေခံပြီးတော့ဦးဇင်းတို့မှန်မှန်ကန်ကန်နားလည်ဖို့မလိုဘူးလားလို့လည်းနော်အဲ့ဒါဦးဇင်းတို့အင်္ဂုတ္တပါဠိတော်တတ္တကနိပတ်ထဲမှာအပိယသုတ်တံဆိုပြီးတော့ချစ်စရာကောင်းတဲ့လူမုန်းစရာကောင်းတဲ့လူသုတ်တံကိုနှစ်စုံပြထားတယ်အထကနိပတ်ထဲမှာလည်းပဲနှစ်စုံပြထားတယ်အဲ့ဒါတွေအကုန်လုံးကိုစုစည်းပြီးတော့တူရလေးကိုစုလိုက်မယ်ဆိုလို့ရှိရင်ချစ်ခင်နှစ်သက်စရာကောင်းဖို့အတွက်လိုအပ်တဲ့အရည်အသွေး16မျိုးထွက်လာတယ်မလိုလားအပ်တဲ့တော့ယွန်ရှာဆက်စုပ်ဖွယ်ကောင်းတဲ့ဉာဏ်ဖြင်းတဲ့စိတ်အခြေအနေမျိုးကလည်းအဲ့ဒီမှာ16မျိုးပဲထွက်လာတယ်သုတ်တန်၄ဘုတ်ကိုတူရာစုလိုက်တဲ့အချိန်မှာအဲ့ဒါလိုထွက်လာတယ်တတ္တဟိဘိက္ခွေဓမ္မေဟိတမ္မနာဂတောဘိက္ခုတပ္ပမစာရိနာအပိယောစာဟောတိအမနာပောစာအဂရုစာအဘာဝနီယောစာဘိက္ခွေယံတော်တို့တတ္တဟိ9မျိုးကုန်သောဓမ္မေဟိမကောင်းတဲ့တရားတွေနဲ့တမ္မနာဂတောပြည့်စုံသောဘိက္ခုယဟန်တိတပ္ပမစာရိနာတရင်သုံးပေါ်တို့ဤအပိယောစာမချစ်အပ်သူသည်ဟောတိဖြစ်၏အမနာပောစာမမျက်နှိုးအပ်သူသည်ဟောတိဖြစ်၏အကရုစမလေးစားအပ်သူသည်ဟောတိဖြစ်၏အဘာဝနိယောစမချီးမွမ်းအပ်သူသည်ဟောတိဖြစ်၏အခုပြောမဲ့ယုံညံ့တဲ့အခြေအနေ9မျိုးစိတ်ထဲမှာရှိနေမယ်ဆိုရင်ကိုဘေးကလူတွေကကိုယ်မချစ်ကြဘူးတဲ့မုန်းတယ်ပေါ့နော်အမနာပောစာမမျက်နှိုးကြဘူးတဲ့ယွန်းတယ်ပေါ့ဟုတ်လားအကရုစမလေးစားနိုင်ကြဘူးတဲ့အထင်သေးတယ်ပေါ့အဘာဝနိယောစမချီးမွမ်းနိုင်ဘူးတဲ့ကဲရတာပဲလုပ်လိုက်မယ်ဟုတ်လားမကောင်းတဲ့တရားဘယ်နှမျိုးတော့9မျိုးတဲ့အဲ့ဒါကဘာတွေလဲဆိုတော့လာဘကာမောဇဟောတိတက္ကာရကာမောဇဟောတိအနဝညတိကာမောဇဟောတိအာဟိရိကောဇဟောတိအနုတ္တပိစပပိစ္ဆာစမိစ္ဆာဒိဋ္ဌိစ9မျိုးတခါလေးတန်းပြတယ်လာဘကာမောဇဟောတိပစ္စည်းလက်လာပါကိုအလွန်မမောတဲ့စိတ်ရှိတဲ့လူချင်းရချင်းစိတ်အားကြီးတာလောကအသုံးလုံးနဲ့ပြောရင်တော့ငွေမက်တယ်ပေါ့ဟုတ်လားအဲ့ဒီမျိုးလက်လာပါပစ္စည်းဥစ္စာတွေအပေါ်မှာအလွန်မမောတယ်ဘုန်းကြီးအသုံးလုံးနဲ့ပြောမှဆိုရင်တော့လက်လာပါကိုမမောတာအဲ့လိုလက်လာပါကိုမမောလွန်းအားကြီးရင်ပတ်ဝန်းကျင်ရဲ့မုန်းတီးမှုယွန်းရှားမှုအထင်သေးမှုကဲ့ရဲ့ရှုံချမှုကိုခံရလိမ့်မယ်ချစ်ခင်မှုမြတ်နိုးမှုလေးစားမှုတန်ဖိုးထားမှုမရနိုင်ဘူးဟုတ်လားနောက်နံပါတ်2ပါပြောတော့ဆိုတော့တက္ကာရကာမောဇဟောတိသူတစ်ပါးရဲ့အယုအသေးပြုတာကောင်းအောင်မွန်မွန်ပြုစုတာကိုအလွန်လိုချင်တယ်နော်လာဘတက္ကာရဆိုတဲ့အသုံးလုံးလေးတွဲသုံးထားတာကြားဘူးမှာပါနော်တက္ကာရဆိုတာအယုအသေးပြုတာအဲ့ဒါကိုလိုချင်တဲ့မမောလွန်းတယ်ဆိုရင်လည်းပဲသူများရဲ့မုန်းတီးမှုယွန်းရှားမှုကိုခံရနိုင်တယ်နောက်အနဝညတိကာမောဇဟောတိတဲ့အထင်မသေးတာကိုရချင်တာကြောင်းမြန်လက်လိုက်ရင်အထင်ကြီးခံစေချင်တာသူများရဲ့အထင်ကြီးမှုကိုရချင်တာမှာတော့လူလူတူတူလေးနဲ့တူအောင်တော့နေဦးမရမှာတချို့ပြောတော့ပြောရတာမရှိဘူးလားသူများအထင်သေးမှာကိုကြောက်တာပေါ့နော်သူများအထင်သေးမှာကိုကြောက်တာဆိုတာကဖြောင်ပြောလိုက်ရင်ဘာတော့သူများအထင်ကြီးတာကိုခံစေချင်တာကဲပါလေအထင်ကြီးတာမခံရအောင်တော့မှအထင်မသေးမှုတော့ခံရဖို့လိုသေးတယ်ဟောတချို့ကကြားချပြီးတော့ပြောရတာလည်းရှိသေးတယ်ဟုတ်လားတကယ်တမ်းကတော့အထင်ကြီးခံကျင်တာပါပဲဟုတ်လားအဲ့ဒါလိုအထင်ကြီးခံကျင်တဲ့စိတ်ကလည်းပဲဘာလဲတော့မျက်နှိုးစရာမကောင်းတဲ့ချစ်ခင်စရာမကောင်းတဲ့လေးစားစရာမကောင်းတဲ့စိတ်ဓာတ်တစ်မျိုးပဲတဲ့သုံးမျိုးရှိပြီနော်နောက်အာဟိရိကောဇဟောတိတဲ့မကောင်းမှုအကုသိုလ်တွေနဲ့ပတ်သက်ပြီးတော့ဘာရှိအကောင်မှလည်းဘာရှိအကောင်မှမသိပဲနဲ့နော်အရှက်မရှိလှုပ်ရဲတယ်၊ကန်ရဲတယ်အဲ့ဒါလို့ဆိုလို့ရှိရင်လည်းသူများရဲ့ယွန်းရှားမှုမုန်းတင်းမှုနော်ကဲ့ရဲ့ရှုံချမှုကိုခံရမယ်နောက်အနုတ္တပိစအကုသိုလ်နဲ့ပတ်သက်ပြီးတော့ကြောက်အကောင်မှမသိဘူးနော်အကုသိုလ်ဆိုတာတစ်ချိန်မှာကြောက်စရာအကျိုးကိုပေးမှာပဲဒါပေမဲ့သူ့မှာအဲ့လောက်သိနိုင်မြင်နိုင်တဲ့ဉာဏ်မရှိတဲ့အတွက်ကြောင့်အကုသိုလ်ကိုကြောက်အကောင်မှမသိဘူးအနုတ္တပအဲ့ဒါဆိုလို့ရှိရင်လည်းပဲယွန်းရှားမုန်းတင်းမှုကိုခံရမှာနော်ပြီးတော့ဗာပြောတော့
ပါပိစ္ဆာစတဲ့အလိုစိုးရှိတာတဲ့အဲ့ဒီအလိုစိုးကိုနောက်ပိုင်းသုတ်တံမှာအကျေတွန်းတွေ့ရတယ်ကိုယ်နဲ့မတန်တာကိုရချင်တာကိုယ်မှာမရှိတဲ့ဂုဏ်ကိုဖော်ပြပြီးတော့နော်မဖြစ်ဖြစ်အောင်လုပ်ချင်တာနော်ရုပ်ညံ့တဲ့အလိုဆန္ဒပေါ့နော်ဟုတ်တယ်ဒါကလူတိုင်းမှာတော့မရှိပါဘူးတချို့ဆိုစွတ်စွတ်ဝါးဝါရုပ်ညံ့တဲ့အလိုဆန္ဒတွေရှိတယ်ပါပိစ္ဆာနော်မကောင်းဘူးပေါ့နောက်ပြီးတော့ဗါတော့မိစ္ဆာဒိဋ္ဌိစာတဲ့မှားယွင်းတဲ့အယူအဆရှိတယ်တဘာဝမကျတဲ့ကျိုးကြောင်းမရှိလျော်တဲ့အယူအဆတွေကိုနှစ်သက်တယ်အယူအဆတွေမှားနေတော့ဘယ်နှမျိုးတော့အလုံး9မျိုးတဲ့အဲ့ဒီ9မျိုးရှိမယ်ဆိုလို့ရှိရင်အပိယောစဟောတိအမနာဘောစအကရုစအဘာဝနိယောစအဲ့ဒါလေးတွေလည်းပဲသတိထားပြီးတော့နားထောင်နော်အပိယောစမချစ်ခင်အပ်သူအမနာဘောစမမြတ်နိုးအပ်သူအကရုစမလေးစားအပ်သူအဘာဝနိယောစမချီးမွမ်းအပ်သူနော်အဲ့တော့နောက်သုတ်တန်တွေကဒီထဲမှာပါတဲ့အကြောင်းအရာလေးတွေပါသူကဖြည့်ပြီးတော့လိုတာလေးတွေထပ်ထပ်ထည့်ထားတာဆိုတော့နောက်ဟာတွေကြတော့ကွဲပြားခြားနားနေတာလေးကိုပဲဒီထဲမှာမပါတဲ့အချက်အလက်လေးကိုပဲဦးဇင်းကပြောသွားမယ်အလုံးစုလိုက်ရင်16မျိုးဖြစ်မယ်အခု9မျိုးရှိပြီနော်အဲ့တော့ဦးဇင်းတို့နောက်ထပ်ဗာတွေတွေ့ရတော့ဆိုတော့အိတုကိစ္စမစ္စရိစအိတုကိစ္စဆိုတာမနာလိုမှုတွေရှိတာကိုယ့်ထက်သာရင်စိတ်ထဲကမနာလိုဘူးသူများကောင်းတယ်တော်တယ်အစဉ်ပြေးနေတယ်ကြာရင်စိတ်ထဲကတိတ်ပြီးတော့နားမထောင်ခြင်းဘူးမျက်နှာပြက်ဟုတ်လားအဲ့ဒါဘာခေါ်တော့အိတ်တာအဲ့ဒါဆိုလို့ရှိရင်လည်းပဲဒါထင်ရှားလာလို့ရှိရင်လူမုန်းခံရခြင်းရဲ့အကြောင်းပဲနောက်ပါတော့မစ္စရိယနှမျောတယ်ဝန်တိုတယ်မပေးရလို့ကိုယ့်ဟာဘယ်သူမှအထိမခံနိုင်ဘူးဟုတ်လားဝန်တိုတာအဲ့ဒါလည်းပါတော့လူမုန်းများခြင်းရဲ့အကြောင်းပဲတဲ့အဲ့ဒါဘယ်နှပါးရှိသွားရော9ပါးရှိသွားတယ်နော်နောက်အထက်ကနိပတ်ထဲမှာလာတဲ့ဟာလေးတွေကလည်းပဲမှတ်သားစရာကောင်းတယ်မတူကွဲပြားခြားနားတာလေးကိုပဲရွေးပြောမှာနော်အပိယပတံတိစာဟောတိပိယကရဟိစတဲ့ဒါလေးကအကျေပြောရင်တော်တော်ကောင်းတယ်အပိယပတံတိစာတဲ့ချစ်စရာမကောင်းတဲ့လူကိုချီးမွမ်းနေတဲ့နော်ဘာမှမဟုတ်တဲ့လူတွေဘာကြီးသွေးမှလည်းမရှိတဲ့ဘာမြင့်မြတ်မှုမှလည်းမရှိတဲ့ဘာမှန်ကန်မှုမှလည်းမရှိတဲ့ချစ်စရာမကောင်းတဲ့လူတွေကိုကြမ်းဖန်ပြီးတော့အကောင်းမြင်ပြီးတော့ဘာလို့လဲချီးမွမ်းနေတာအဲလူမုန်းခံရလိမ့်မယ်နော်နောက်ပိယကရဟိစတဲ့ချစ်စရာကောင်းတဲ့လူကိုကြမ်းဖန်ပြီးတော့ကဲ့ရဲ့တယ်အဖက်ဖက်ကတော်တယ်တကယ်ကိုကောင်းတဲ့လူတွေကိုအကောင်းမမြင်နိုင်မဲနဲ့နော်ပုဂ္ဂိုလ်ဆွဲဂိုင်းဆွဲခဏဆွဲဟုတ်လားငကိုယ်တော့အစွဲတွေကိုအခြေခံပြီးတော့ချစ်စရာကောင်းတဲ့လူကိုဘာလုပ်လဲကဲ့ရဲ့လောကမှာအဲ့ဒါလိုလွယ်လွယ်မှားမှားလုပ်နေတဲ့လူတွေအများကြီးရှိရဲ့နော်မုန်းစရာကောင်းတဲ့လူကိုချီးမွမ်းတယ်ချစ်စရာကောင်းတဲ့လူကိုကဲ့ရဲ့တယ်အဲ့ဒါဆိုလို့ရှိရင်သူလည်းပဲကိုယ်ဝန်းကျင်ရဲ့မုန်းတီးမှုယွန်းရှားမှုတန်ဖိုးမထားမှုမလေးစားမှုဒါတို့သူခံရဥမှာပဲဟုတ်လားဘယ်နှပါးရှိသွားရတော့အကျေပြောရရင်တော့အတော်ကောင်းပါပဲပြောစရာအကြောင်းတွေအများကြီးဟုတ်လားနောက်ထပ်ဦးဇင်းတို့ဆက်ပြီးတော့ဗာပြောတာတော့အထက်ကနိဗ္ဗာန်ထဲမှာနောက်ထပ်ထပ်တွေ့ရတဲ့ကွဲပြားမှုလေးကအကာလင်ညုစအမတ္တညုစအတုစိသဘဟုဗာနိစအကောတကပရိဘာတကောစတပြမစာရိနံနော်အကာလင်ညုစအချိန်ကာလကိုနားမလဲတချို့တော့ပြောကြတယ်အရေးသုံးပါးနားမလဲဟုတ်လားဘယ်အချိန်ဘာပြောလို့ပြောရမှာမသိဘူးဘယ်သူရှိဘာပြောလို့ပြောရမှာမသိဘူးပြောချင်အောင်ပြောမိပြောတာပြောချင်တဲ့အချိန်ထပြီးတော့ပြောလိုက်တာကာလကိုနားမလဲအလိုက်မသိဘူးဆိုတာတည်းလည်းပဲထည့်ပြီးတော့ပြောမယ်ဆိုရင်လည်းရနိုင်တယ်နော်အဲ့လိုမျိုးအချိုးမပြေတဲ့လူတွေဘာလို့ခံအောင်တော့ပတ်ဝန်းကျင်ရဲ့မုန်းတီးမှုမလေးစားမှုရဟုတ်လားအကာလည်းညှို့စအချိန်ကာလကိုသိရဒီအချိန်ကနော်ဘယ်လိုမျိုးပြောဆိုဆက်ဆံတဲ့အချိန်ဘယ်လိုမျိုးတုံ့ပြန်တဲ့အချိန်ဒါကတရည်တည်တတ်မှတ်ချက်ကြီးချထားလို့မရကိုယ့်အကိုနားလည်မှုရှိရမယ်များသောအားဖြင့်ပညာမဲ့တဲ့လူတွေဟာအချိန်ကာလကိုနားမလဲတာပါပဲကာလကိုမသိဘူးကာလန်ဒေတံအက္ကံတန္တံဆိုရှိလူကြီးတွေပြောရတာလည်းရှိတယ်ဟုတ်လားပြီးတော့ဗာပြောတော့အမတ္တညုစားတဲ့အတိုင်းအတာကိုမသိကိုယ်ပမာဏကိုကိုမသိဘူးလူအမြင့်တရက်လုံးမှာတရက်စားဝှချင်စားကျင်တာကတထေးသားတို့လှုပ်ချင်ဩဒါပါတော့ကိုယ်ပမာဏကိုမသိဟုတ်လား
ကိုယ်နဲ့ပြောဆိုဆက်ဆံနေရတဲ့လူရဲ့ပမာဏကိုလည်းမသိဘူးဒီလူကဘယ်လိုလူလဲဘယ်လောက်ဆင်ရှိတာလဲဘယ်လောက်ကောင်းတဲ့လူလဲဘယ်လောက်မကောင်းတဲ့လူလဲဘာမှမသိပမာဏကိုမသိဘူးနော်အမတ်တင်ညူဒီဥစ္စာတွေကလူလောကမှာအလွန်မှတွေ့ရကြုံရလိမ့်မယ်ဟုတ်လားနော်အကာလင်ညူစာအမတ်တင်ညူစာပြီးတော့ဘာတော့အတုစိစာတဲ့ကာယကံမှုဝစီကံမှုမစင်ကြယ်ဘူးတဲ့မတန့်ရှင်းဘူးတဲ့နော်အဲ့ဒါကဘာပြောတော့အတုစိစာနောက်ပြီးတော့ဘဟုဘာနေစာတဲ့စကားများတွေတဲ့ဟောတတိထားနော်စကားများရင်တော့အမှားကပ်ပြီးတော့ပါလာမှာပဲများလုံးအားကြီးရင်တခါလေမလိုလားအပ်တာတွေကထွက်လာတယ်ကိုယ်တတိနဲ့မထိန်နိုင်တော့ဘူးလေတချို့ကမဟုတ်လဲပြောဟုတ်လဲပြောပြောခြင်းနေတာပြောပါများတော့စကားပြောတဲ့အခါအမှားတွေကပါလာရောသူများကိုထိခိုက်တာတွေသူများကိုထင်သေးတာတွေကိုယ်စိတ်တွေကတကယ်မပါပါဘဲနဲ့ကိုယ့်ရဲ့စကားမထိန်နိုင်မှုကြောင့်ထွက်ကုန်တာတွေရှိတယ်ဟုတ်လားဒါကြောင့်စကားများလို့ရှိရင်လည်းဘာဖြစ်တော့သူများမုန်းလိမ့်မယ်နောက်ပြီးတော့ဗာပြောတော့အကောတကပြိဘာတကောစာတပြမစာတွေလားတရင်သုံးပေါ်တွေရဲ့အပေါ်မှာဆဲရေးတယ်ချင်းချောက်တယ်လူချင်းချင်းတချို့စကားအလွန်ကြမ်းတာတွေရှိတယ်တကားကြမ်းရုံနဲ့မကောင်းမင်းဘာလုပ်ပြလိုက်မယ်ငါဘာလုပ်ပြလိုက်မယ်အောင်ပါချင်းချောက်တာတွေလည်းရှိတယ်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းပဲပတ်ဝန်းကျင်ရဲ့မုန်းတီးမှုယွန်ရှားမှုကိုခံရလိမ့်မယ်တဲ့အလုံးဘယ်နှမျိုးတော့16မျိုးနော်အဲ့လိုဆိုရင်ဒီ16မျိုးနဲ့ဆက်ကျင်ဘက်အကြီးအသွေးရှိမယ်ဆိုရင်တော့ပတ်ဝန်းကျင်ရဲ့ချစ်ခင်မှုမြတ်နိုးမှုလေးစားမှုတန်ဖိုးထားမှုကိုရလိမ့်မယ်ဟုတ်တယ်မဟုတ်လားအဲ့တော့ဒီ16မျိုးရဲ့ဆက်ကျင်ဘက်ကဘာတွေတော့နော်လက်လာပါကိုမလိုလားဘူးဟုတ်လားသူများရဲ့အယူအသေးပြုမှုကိုမလိုလားဘူးနော်သူများရဲ့အထင်ကြီးခံမှုကိုလည်းမလိုလားဘူးကိုယ်အရှိတိုင်းလေးပဲရှိပါစီဒါတွေကိုသိပြီးတော့စိတ်ဝင်စားဘူးဆိုပါစို့ဟုတ်လားပြီးတော့ပါတော့နော်အရှက်ရှိတယ်အကြောက်ရှိတယ်နော်ဆိုးရတဲ့အလိုဆိုမရှိဘူးမှန်ကန်တဲ့အယူဆရှိတယ်ပြီးတော့ပါတော့မနာလိုမှုတွေမရှိဘူးဝမ်းမြောက်နိုင်တယ်ဝန်တိုမှုတွေမရှိဘူးမျှဝေနိုင်တယ်ဒါဆိုရင်ပတ်ဝန်းကျင်ရဲ့ချစ်ခင်မှုမြတ်နိုးမှုကိုရမှာပဲနော်ပြီးတော့ဗါလိလာမယ်တော့အချိန်ကာလကိုသိတယ်ဘယ်ချိန်မှာဘာပြောရမယ်ဘာလုပ်ရမယ်နားလေတယ်အလိုက်သိတယ်ဟုတ်လားပြီးတော့အတိုင်းအတာပမာဏကိုလည်းနားလေတယ်ကာယကမှုဝစီကမှုတန်ရှင်းစင်ကြယ်အောင်နေနိုင်တယ်စကားမများဘူးအချင်းချင်းရဲ့ပုံမှာဆဲရည်တာတွေကြမ်းထမ်းတဲ့စကားတွေပြောတာတွေချင်းချောက်တာတွေမရှိဘူးအဲ့ဒါလိုမျိုးလေးများမြင့်မြင့်မာမာစိတ်ဓာတ်ကိုတိဆောက်နိုင်မယ်ဆိုရင်ပတ်ဝန်းကျင်ရဲ့ချစ်ခင်မှုမြတ်နိုးမှုလေးစားမှုနော်ချီးမွမ်းမှုကိုသူရလိမ့်မယ်နော်ပိယောစာဟောတိမနာဘောစာဂရုစာဘာဝနိယောစာကြောင်းမြန်ဖြစ်သွားမှာနော်ပိယောစာပတ်ဝန်းကျင်ရဲ့ချစ်ခင်နှစ်သက်အပ်သူနော်မနာဘောမြတ်နိုးအပ်သူဂရုစာလေးစားတိုက်သူဘာဝနိယောစာစိတ်ထဲမှာလှိုက်လေလေတော်လိုက်တာလို့ချီးမွမ်းခြင်းကိုခံတိုက်သူဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ရိုးရိုးသားသားကိုယ့်ရဲ့လိုအပ်ချက်ကလေးကိုနားလည်ရမယ်ပတ်ဝန်းကျင်ရဲ့လေးစားမှုတန်ဖိုးထားမှုမြတ်နိုးမှုကိုလူတိုင်းလိုချင်ပါတယ်နီးမှန်လမ်းမှန်ရအောင်တော့လုပ်နိုင်ဖို့မလိုဘူးလားအဲ့ဒါကဘာလဲအခုပြောတဲ့အကြီးအသေးတွေရှိဖို့ကြိုးစားကြရမှာဟုတ်လားအဲ့ဒါယောဂီတို့အထုတ်နေတဲ့သတိပဋ္ဌာန်လုပ်ငန်းကအခုပြောတဲ့အကြီးအသေးတွေကိုရရှိဖို့အတွက်အများကြီးတွန်းအားပေးမှာပဲတကယ်တမ်းကသူတော်ကောင်းတရားကိုသိလေးလေးမြင်လေးလေးနားလေးလေးဒီမလိုလားအပ်တဲ့စိတ်အခြေအနေတွေဟာနေပါသွားလေးလေးဖြစ်သွားမှာပဲဟုတ်လားအဲ့ဒါလေးကိုဦးဇင်းတို့ညီကုန်းမိုက်ကြတော့ပြောပါမယ်ဟုတ်လားအခုလောလောဆယ်တော့အနင်္ဂနသုတ်တံဆိုတာကိုဆက်ပြီးတော့ပြောကြရအောင်နော်အနင်္ဂနဆိုတာအညီအကြီးကင်းတယ်လို့အဓိပ္ပာယ်ရတယ်ဒီသုတ်တံကဘုရားရှင်ကိုရမြတ်ကြီးဟောခဲ့တဲ့သုတ်တံတော့မဟုတ်ဘူးရှင်သာရိပုတ္တရာကိုရမြတ်ကြီးဟောခဲ့တာနော်ရှင်သာရိပုတ္တရာကိုရမြတ်ကြီးဟောခဲ့တဲ့တရားဒေသနာဆိုပေမဲ့လို့အလွန်မှဉာဏ်ကြီးတော်မူတဲ့အရှင်မြတ်ကြီးဖြစ်တဲ့အတွက်ကြောင့်ဟောတာအလွန်တရာမှနော်မွန်မြတ်တယ်အလွန်မှလည်းပဲမှတ်သားစရာကောင်းတယ်ပေါ့ရှင်မောက္ကလန်ကိုရမြတ်ကြီးနဲ့အချီးချပြောပြီးတော့နော်ဒီဒေသနာလေးကိုမှတ်တမ်းတင်ထားတာဟုတ်လားဘယ်ကနေပြီးတော့သူကစပြီးတော့ပြောလို့ဆိုတော့နော်လောကမှာတဲ့ပုဂ္ဂိုလ်၄မျိုးရှိတယ်တဲ့နော်ပုဂ္ဂိုလ်၄မျိုးကဘာတွေလဲဆိုတော့ကိုယ်မှာစိတ်ထဲမှာအညစ်အကြေးတွေရှိနေတာကိုရှိနေတယ်လို့မသိတဲ့လူနံပါတ်1နော်တခါကိုယ်စိတ်ထဲမှာအညစ်အကြေးတွေရှိနေတာကိုရှိနေပါတယ်လို့သိတဲ့လူ
နှမျိုးရှိပြီနော်ကိုယ်စိတ်ထဲမှာအညစ်အကြေးရှိတာကိုရှိတယ်လို့မသိတဲ့လူရဲ့သိတဲ့လူရဲ့နှမျိုးနောက်တစ်ခါပါပြောတော့ကိုယ်စိတ်ထဲမှာအညစ်အကြေးမရှိဘူးအဲ့ဒီမရှိတာကိုမရှိဘူးလို့မသိတဲ့လူတဲ့တစ်မျိုးနောက်ကိုယ်စိတ်ထဲမှာအညစ်အကြေးမရှိတာကိုမရှိဘူးလို့သိတဲ့လူတဲ့တစ်မျိုးဟုတ်လားအညစ်အကြေးမရှိတာကိုမရှိဘူးလို့မသိတဲ့လူရဲ့သိတဲ့လူရဲ့အဲ့ဒါဘယ်နှမျိုးဖြစ်တော့၄မျိုးဖြစ်သွားတယ်နော်စိတ်ထဲမှာအညစ်အကြေးရှိတာကိုမသိတဲ့လူရဲ့သိတဲ့လူရဲ့စိတ်ထဲမှာအညစ်အကြေးမရှိတာကိုမသိတဲ့လူရဲ့သိတဲ့လူရဲ့ပဋိမြတ်ကြီးကအဲ့ဒါကိုအရင်ခွဲခြားပြီးတော့ပြောတယ်ပြီးတော့ဗာဆက်ပြောလို့ဆိုတော့ကိုယ်စိတ်ထဲမှာတဲ့အညစ်အကြေးတွေရှိနေတာကိုမသိတဲ့လူနဲ့သိတဲ့လူဟာမသိတဲ့လူကယုံညံ့တယ်သိတဲ့လူကမြင့်မြတ်တယ်တဲ့ကိုယ်စိတ်ထဲမှာအညစ်အကြေးတွေမရှိတာကိုမရှိဘူးလို့မသိတဲ့လူဟာယုံညံ့တယ်မရှိတာကိုမရှိဘူးလို့သိတဲ့လူဟာမြင့်မြတ်တယ်တဲ့ရှိမရှိအမှန်ကန်သိမှမြင့်မြတ်ပဲမရှိတာကိုလည်းမရှိဘူးလို့သိရမယ်ရှိတာကိုလည်းရှိတယ်လို့သိရမယ်အဲ့ဒီမှာရှင်မောဂလန်ကိုရမြတ်ကြီးကဘာဘူးလို့အညစ်အကြေးမရှိတာကိုမရှိဘူးလို့မသိတဲ့လူတဲ့သိတဲ့လူကမြင်ရတာတော့အညစ်အကြေးမရှိတာကိုမရှိဘူးလို့သိတဲ့လူတဲ့မသိတဲ့လူတဲ့သိတဲ့လူကဘာလို့ထပ်ပြီးတော့မြင်ရတာတော့အဲ့လိုမေးတဲ့အခါမှာအရှင်မြတ်ကြီးကကွဲကျမ်းပြီးတော့ပြောပြတယ်အရှင်တဲ့ကိုယ်တန်တမှာအညစ်အကြေးမရှိတာကိုကိုယ်တန်တမှာအညစ်အကြေးရှိနေတာကိုရှိနေတယ်လို့မသိတဲ့လူဟာအဲ့ဒီအညစ်အကြေးကိုပြောင်းဆင်းအောင် तू ဘာမှကြိုးစားမှမဟုတ်ဘူးတဲ့သူ့ကိုယ် तू မကောင်းတာကိုတော့မကောင်းမှုလို့ तू ကမသိသေးဘူးကိုယ်မှာယောဂရှိနေတာကိုယောဂရှိနေတယ်လို့ကိုဘာမှမသိဘူးလူကောင်းလို့ထင်နေတယ်ဆိုရင်ချိကုဖို့ဆိုတာဝေးကြီးပဲလေဟုတ်တယ်မဟုတ်လားကိုယ်တန်တမှာအညစ်အကြေးရှိနေတာကိုမှရှိနေတယ်လို့မသိတဲ့လူတယောက်ဟာဒီအညစ်အကြေးကိုပြောင်းဆင်းအောင်ကြိုးစားအထုတ်ဖို့ဆိုတာအဝေးကြီးဟုတ်လားဒါကြောင့်သူ့ရဲ့တန်တမှာအညစ်အကြေးတွေကပိုးပြီးတော့တိုးလာစရာအကြောင်းသာရှိတယ်တဲ့ဥပမာပြောရမယ်ဆိုလို့ရှိရင်တဲ့ဈေးကနေပြီးတော့နော်အလွန်ညစ်ပတ်တဲ့ညစ်ပေတဲ့ကြေးကွက်တစ်ကွက်ကိုဝဲလာတယ်အိမ်ရောက်တော့အဲ့ဒါကိုသုံးလည်းမသုံးဘူးပေါ်တိုင်မှုလည်းမလုပ်ဘူးအညစ်အကြေးတွေထူပြောတဲ့နေရာမှာပဲပြစ်ထားလိုက်တယ်အဲ့ဒီကြေးကွက်ကြီးကဘာဖြစ်မလို့ပိုးပြီးတော့အညစ်အကြေးတွေတိုးတဲ့တိုးလာလိမ့်မယ်တဲ့ဒါကြောင့်မို့လို့အညစ်အကြေးရှိတာကိုရှိတယ်လို့မသိတဲ့လူဟာယုံညံ့နေတဲ့တခါအညစ်အကြေးရှိတာကိုရှိတယ်လို့သိတဲ့လူကြတော့သူ့ထက်သာတယ်ဘာဖြစ်လို့တော့ကိုယ်တန်တမှာအညစ်အကြေးရှိတာကိုရှိတယ်လို့မှန်မှန်ကန်ကန်သိတဲ့လူဟာဒီအညစ်အကြေးကိုပြောင်းဆင်းအောင်သူဟာစူးစမ်းလိုက်မယ်တဲ့အဲ့ဒါလို့သူ့မှာအခွင့်အလမ်းဖြစ်နေတယ်ရှိနေတယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်တဲ့နော်ဈေးကနေပြီးတော့ညစ်ပေတဲ့ကြေးကွက်တစ်ခွက်ကိုဝဲလာတယ်အိမ်ရောက်တဲ့ခါကျတော့အဲ့ဒါကိုပုတ်တိုက်ဆေးကြောပြီးတော့အမြဲတမ်းလည်းအသုံးပြုတယ်ညစ်ပတ်တဲ့နေရာမှာလည်းမထားဘူးအဲ့လိုဆိုရင်ဒီကြေးကွက်လေးဟာအစတော့ဘာတော့ညစ်ပေနေတာပဲဒါပေမဲ့ပုတ်တိုက်ပြီးတော့အမြဲတမ်းသုံးဆွဲနေတော့ဘာဖြစ်တော့ဝင်းသွားတယ်ပေါ့ဒါကြောင့်မလို့အညစ်အကြေးရှိတာကိုရှိတယ်လို့သိတဲ့လူဟာမသိတဲ့လူထက်မြင့်မြတ်ပါတယ်တဲ့နောက်တစ်တွဲကြံနေတယ်နော်အညစ်အကြေးမရှိတာကိုမရှိဘူးလို့နော်မသိတဲ့လူဟာယုံညံ့တယ်ဘာဖြစ်လို့တော့သူကသူ့ရဲ့ကောင်းတာလေးကိုမမြင်တဲ့အခါကျတော့ဒါကိုထိန်းထားအောင်မသိဘူးတဲ့အဲ့ဒါကြောင့်မလို့သူဟာမဲ့မောဘွယ်အာယုန်နေနဲ့လည်းသူပေါင်းလိုက်မယ်နှလုံးသွင်းမှုတွေလည်းမှားလိုက်မယ်ဒါကြောင့်သူ့ရဲ့ကောင်းမြတ်တဲ့အခြေအနေဟာခဏကျွန်းမှာပဲပြည့်စည်ပြီးတော့ညစ်ပေတဲ့အဖြစ်ကိုရောက်သွားလိမ့်မယ်တဲ့ဥပမာပြောရမယ်ဆိုလို့ရှိရင်တဲ့ဈေးကနေပြီးတော့ဝင်းနေတဲ့ဖြူးနေတဲ့ကြေးကွက်ကလေးကိုဝဲလာတယ်ဒါပေမဲ့အိမ်လဲရောက်ပြီလဲဆိုရောသုံးလည်းမသုံးဘူးဒါကိုပြန်ပြီးတော့ဆေးကြောတာလည်းမလုပ်ဘူးညစ်ပေတဲ့နေရာမှာဒီတိုင်းပဲပြစ်ထားလိုက်တယ်ဝယ်လာတော့ကတော့ဘာတော့တန်တန်လေးပဲမကြခင်မှာပဲဘာဖြစ်သွားတော့ကြီးညော်လေးပေးသွားတယ်ဟုတ်လားဒါကြောင့်ကို့မှာအညစ်အကြေးမရှိတာကိုလည်းမရှိဘူးလို့ဘာလို့ဖို့လို့တော့သိဖို့လိုတယ်ဟုတ်တယ်တချို့ကပင်ကိုဖြူလေးတွေရှိတယ်အားလေးတွေထိန်းထားဖို့လိုတယ်ဟုတ်လားအညစ်အကြေးမရှိတာကိုမရှိဘူးလို့သိတဲ့လူကြတော့မြင့်မြတ်သေးတယ်ဘာလို့တော့သူ့ကောင်းတာလေးကိုသူဟာကောင်းတဲ့ကောင်းအောင်ကြိုးစားမှမဟုတ်လို့ငါမှာဓာတ်ခံကောင်းလေးတွေပါလာတယ်ပါရမီလေးတွေပါလာတယ်ဒါလေးကိုငါထိမ့်မှဖြစ်မယ်ဥပမာတဲ့ဈေးကနေပြီးတော့ဖြူရှင်တန်ရှင်းတဲ့ကြေးကွက်တစ်ခွက်ဝဲလာတယ်အိမ်ရောက်တော့အဲ့ဒီကြေးကွက်ကိုအမြဲတမ်းလဲသုံးဆွဲတယ်ပေါ်တိုင်မှုလဲပြုတယ်တန်ရှင်းတဲ့နေရာမှာပဲထားတယ်ဒီကြေးကွက်ဟာတိုးပြီးတော့ဒါနဲ့အယောင်ထွက်လာစရာအကြောင်းရှိတယ်ဒါကြောင့်မလို့အညစ်အကြေးမရှိဘူးဆိုရင်လည်းမရှိဘူးဆိုတာကိုသိရမယ်ဒါကြောင့်ပိဿပေါင်းတော်တို့ဒါကသူဘာလို့ဆိုလိုတာလဲဘာဖြစ်စေချင်တာလဲဆိုတာကိုရိပ်မိဖို့လိုတယ်နော်ကိုမှန်မှန်ကန်ကန်သိရမယ်ဝေဖန်နိုင်ရမယ်ငါဘယ်လိုစိတ်ဓာတ်မျိုးရှိသလဲဟုတ်လား
မကောင်းမှုဆိုရင်လည်းမကောင်းမှုလို့သိရမယ်လက်ခံနိုင်ရမယ်မကောင်းတာကိုကောင်းတယ်လို့ကြီးမလုံးနဲ့အဲ့ဒါဆိုရင်မာယာသဘောကောက်ကျစ်မှုသဘောအပိုဆောင်းသွားမှရှိမှာပဲမကောင်းတာကိုလည်းမကောင်းမှုလို့လက်ခံနိုင်ရမယ်ဒါမှကိုကကောင်းအောင်ကြိုးစားမှာပေါ့ရောက်ရရက်ကနေစပြီးတော့သွားကြရတာပဲဘယ်သူဖြစ်ဖြစ်ပန်းနိုင်တဲ့နီးတဲ့နေရာလေးကနေကျိုးပြီးတော့သွားကျင်လို့ရတာမဟုတ်ဟုတ်တယ်မဟုတ်လားအေးဒါကြောင့်မလို့အငြိအကျေးရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအမှန်ကန်သိအောင်တော့ကြိုးစားရလိမ့်မယ်နော်အရှင်မြတ်ကြီးပြောတာတွေကစဉ်းစားတရားတွေပြောနော်အဲ့လိုမျိုးရှင်မြတ်ကဥမာတွေနဲ့ပြောတဲ့အခါမှာရှင်မောက္ကလန်ကထပ်ပြီးတော့မေးတယ်ငါရှင်သာရိပုတ္တရာတဲ့သင်ကနော်အင်္ဂနအညစ်အကြေးလို့အခုခဏခဏပြောနေတယ်တဲ့အဲ့တော့အညစ်အကြေးဆိုတာဘာကိုပြောတာတုံးတဲ့ဟောအညစ်အကြေးဆိုတာဘာကိုပြောတာတုံးတဲ့အဲ့တော့ရှင်သာရိပုတ္တရာကငါရှင်တဲ့အညစ်အကြေးဆိုတာပါပိဿလို့ဆိုတဲ့ရုပ်မာတဲ့အလိုဆန္ဒတွေဖြစ်လာတာအဲ့ဒီအလိုဆန္ဒတွေပြည့်မလာတဲ့အခါမျိုးမှာစိတ်ထဲမှာပူလောင်မှုပင်ပန်းမှုမကျေနပ်မှုမနှစ်သက်မှုစိတ်တုန်မှုစိတ်ဆိုးမှုအပစ္စယကောပလို့ခေါ်တဲ့ဒီတရားနှမျိုးဟာစိတ်ရဲ့အညစ်အကြေးပဲတဲ့သူကလူတယောက်ကမရှိတဲ့နဲ့တဘာဝမကြတဲ့နော်ယုံညံ့တဲ့အလိုဆိုးရှိတယ်ဆိုးရတဲ့အလိုဆန္ဒပေါ့နော်အဲ့ဒီဆိုးရတဲ့အလိုဆန္ဒမပြည့်တဲ့အခါမှာသူဘာဖြစ်မှာတော့စိတ်တုန်မယ်အဲ့ဒီစိတ်တုန်မှုအမျက်ထွက်မှုဟာအဲ့ဒါအလွန်ကြီးမားတဲ့အညစ်အကြေးပဲတဲ့အဲ့ဒါကိုသူကရှင်းပါနော်အဲ့ဒီဥစ္စာတွေကိုဦးဇင်းကအကုန်လုံးအလွတ်မှတ်ဖို့ဆိုတာတော်တော်ကိုမလွယ်ဘူးအဲ့ကြောင့်မလို့နေနေစာလေးဦးဇင်းတို့ရေးလာတယ်ယဟန်တွေကိုဟောတဲ့ဒေသနာလေးဖြစ်တဲ့အတွက်ကြောင့်ယဟန်နေနဲ့ပတ်သက်တဲ့စကားလုံးလေးတွေတီးခြားလေးတွေပါနေတာလည်းရှိတယ်ဒါပေမဲ့လူတွေနဲ့လည်းပဲဆက်ပြီးတော့တွေးလို့နားလည်လို့ရပါတယ်ပထမဘာပြောတော့ဆိုတော့ဆိုကြပါစို့တဲ့ယဟန်တစ်ပါးအာပတ္တပုထုဇဉ်ယဟန်ဆိုတာအာပတ္တတော့ကင်းတယ်လို့သိမရှိပါဘူးဟုတ်လားအာပတ္တနဲ့အာပဆိုတာကတော့အပြစ်ပေါ့အပြစ်ဆိုတာလည်းအကြီးအသေးအမျိုးမျိုးရှိတယ်ကုစားလို့ရတဲ့အပြစ်ရှိတယ်ကုစားလို့မရတဲ့အပြစ်ရှိတယ်ခက်ခဲကုစားရတဲ့အပြစ်တွေလည်းရှိတယ်အဲ့လိုအပြစ်တင်လာပြီးအာပတ္တလာပြီးဆိုရင်အဲ့ဒီယဟန်ကဘလို့စဉ်းစားအောင်ဆိုတော့ငါအာပတ္တနေတာအပြစ်တင်နေတာကိုဘယ်သူမှမသိရင်ကောင်းမှာပဲလို့စဉ်းစားရတယ်အဲ့ဒါအလိုစိုးပဲကိုမဟုတ်တာကြီးကိုဖုံးထားခြင်းဘယ်သူမှမသိသေးခြင်းအဲ့ဒါကတော့အလိုစိုးဖြစ်သွားပြီနော်ဟုတ်လားတကယ်ဆိုလို့ရှိရင်ကိုယ့်အပြစ်တွေကိုဝန်ခံပြီးတော့နောက်တာမျိုးမလုပ်ပါဘူးလို့သတင်းသုံးပေါ်ချင်းပြောကြရမယ်လုပ်ငန်းစဉ်မရှိဘူးလားရှိတယ်အခု तू ကမကောင်းတာကြီးကိုဘယ်သူမှမသိသေးခြင်းဘူးကောင်းတယ်လို့နေလိုက်ခြင်းတယ်အဲ့ဒါကောင်းတဲ့အလိုဆန္ဒလားမကောင်းတဲ့အလိုဆန္ဒလားဟုတ်လားအဲ့ဒါ तू ကသူ့ရဲ့အာဘတ်တွေကိုဘယ်သူမှမသိသေးခြင်းမဟုတ်ဆိုပေမဲ့လို့လည်းပဲသူ့ဆန္ဒကပြည့်ခြင်းမှပြည့်မယ်လေတစ်ဖက်သားကသိခြင်းလည်းသိသွားမယ် तू မျှော်လင့်တဲ့အတိုင်းသိခြင်းမှလည်းသိမယ်ဒါပေမဲ့သိခြင်းလည်းသိသွားနိုင်မယ်အဲ့လိုသိသွားပြီလဲဆိုရောသူ့စိတ်ထဲမှာနှလုံးမသားရမှုအမျက်ထွက်မှုတွေဖြစ်လာတယ်စိတ်ထဲမှာမကျေနပ်ဘယ်သူမကျေနပ်မှလည်းမသိဘူးစိတ်ထဲမှာစိတ်တိုင်းမကြောက်ဒေါသဖြစ်တယ်ငါမကောင်းတာကြီးသူများသိသွားပြီဟောအဲ့ဒါကတော့စိတ်အညစ်အကြေးပဲတဲ့လူတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောမလို့တချို့လည်းမဟုတ်တာတွေလုပ်နေတာဒါပေမဲ့သူများမသိသေးခြင်းဘူးနှီးမျိုးစုံနဲ့ဖုံးကွယ်ထားကြတဲ့လူတွေမရှိဘူးလားအခက်မသိလို့သိသွားပြီဆိုတော့ဘယ်လိုဖြစ်တော့အချက်ကောင်းကောင်းကွဲပြီးတော့ဘာဖြစ်တော့စိတ်တူကြတယ်စိတ်ဆိုးကြတယ်အဲ့ဒါဘာဖြစ်ကုန်ပြီးတော့စိတ်ရဲ့အညစ်အကြေးပဲနော်ဟုတ်လားဒါနံပါတ်1သူကလည်းပဲ16မျိုးထိတောင်ပါတယ်ဟုတ်လားဦးဇင်းကဒီသုတ်တန်လေးကိုအလွန်မှသဘောကျတယ်ဘောင်းစော်လူတိုင်းနဲ့ဓာတ်ရိုက်ထိနေလို့မှန်းနေလို့ဟုတ်လားနောက်ပါဆက်ပြောတော့ယဟန်တစ်ပါးအာပတ္တနေတဲ့အာပတ္တပြီဆိုရင်တချို့အာပတ္တွေကနော်ယဟန်တွေရဲ့ရှေ့မှာစောဒနာရတယ်ဆိုတာရှိတယ်စောဒနာဆိုဘာလို့အဲ့လိုဖြစ်တာတော့မေးရတယ်မြန်ရတယ်ရှိအဲ့တော့အာပတ္တနေတဲ့ယဟန်ကငါ့ကိုတဲ့လူကြားထဲမှာမစောဒနာကြပဲနဲ့လူကွယ်ရမှာတူတူတိတ်တိတ်ပြောရင်တော့ကောင်းပါပဲလို့သူလိုလားမိတယ်ပေါ့နော်လူကြားထဲဆိုရင်ပို့ပြီးတော့ရှက်စရာကောင်းလို့ပေါ့နော်ဒါပေမဲ့သူ့ရဲ့အလိုဆန္ဒကပြည်ကျင်လည်းပြည်မယ်ပြည်ကျင်မှလည်းပြည်မယ်ဟိုကအခြေအနေရလုံးမှာပဲလေရန်နေကြတဲ့ကိုလည်းသူ့ကိုမေးရင်မေးမှာပေါ့အဲ့လိုမေးပြီဆိုရင်သူဟာဖြစ်ပြီတော့စိတ်ဆိုးပြီးစိတ်တူပြီးနော်အပစ္စယကောပဟုတ်လားစိတ်နှလုံးမတက်မတာဖြစ်ပြီးတော့ပင်ပန်းပြီအဲ့လိုဖြစ်လာပြီဆိုရင်အဲ့ဒါဘာတော့စိတ်ထဲမှာအညစ်အကြေးဝင်လာအလွန်ကြီးတဲ့အကုသိုလ်ပဲဒီဥစ္စာဟုတ်လားနှစ်ချက်ရှိပြီနော်နောက်တစ်ခါသူဘာဆက်ပြီးတော့စဉ်းစားပြန်တော့ဘာဖြစ်ပြန်တော့
အာဘသိမီဆိုလို့ရှိရင်တခါတလေယဟန်တစ်ပါးကအချင်းချင်းနော်စောရနာကြတဲ့အခါမှာသူနဲ့ပုံစံတူအာဘသိနေတဲ့ယဟန်ကသူ့ကိုစောရနာမယ်ဆိုရင်သိရှက်စရာမရှိဘူးသူလည်းပဲဒီပြစ်သိနေတယ်ကိုလည်းပဲဒီပြစ်သိနေတယ်ဆိုတော့အေးစီသေးပဲကိုယ်စောရနာတဲ့လူကကိုသိတဲ့အပြင်မျိုးသိနေတာမဟုတ်ဘူးဆိုရင်သူကကိုယ့်ရဲ့နည်းနည်းပိုးတော်နေတယ်ဆိုတော့အဓိပ္ပာယ်ရောက်နေတော့ကိုကအပြစ်တင်ခံရတာနည်းနည်းပိုးပြီးတော့ရှက်စရာကောင်းတယ်ပေါ့ဒါကြောင့်သူအဲ့ဒါကိုမရချင်ဘူးငါနဲ့သဘောတူအာဘသိတဲ့ယဟန်ကငါ့ကိုစောရကတဲ့စောရနာမယ်ဆိုရင်ကောင်းပါပဲလို့သူစဉ်းစားတယ်အဲ့ဒါဖြစ်မလာတဲ့အခါကျတော့သူဘာဖြစ်ပြီတော့စိတ်တူပြီနော်ဒါပဲယဟန်နေနဲ့ပတ်သက်တဲ့ဥစ္စာတွေကဒီဥစ္စာပဲနားလည်ဖို့ခက်တာပါနောက်ကတွေကနားလည်ဖို့လွယ်တယ်သုံးမျိုးရှိသွားပြီနော်လူရင်းလေးကိုမမေ့နဲ့နော်ပပိစ္ဆလို့ဆိုတဲ့ရုပ်မာတဲ့အလိုစိုးတွေပြိမလာတဲ့အခါမှာစိတ်ထဲမှာမကြည်မနှက်မှုပူလောင်မှုဆင်းရဲမှုကိုဘာလို့ခေါ်တော့စိတ်အညစ်အကြေးလို့ခေါ်တယ်တဲ့ဟုတ်လားရှစ်ဆက်ပြီးတော့ပြောမှဟာတွေကပေတတုနဲ့နော်ဓာတ်ရိုက်ပတ်သက်နေတဲ့လူအများစုကိုထိနေတဲ့ဒေသနာတွေဖြစ်လိမ့်မယ်ဟုတ်လားဆက်ပြီးတော့မြတ်စွာဘုရားအလိုတော်ကြပါဟောတော့ယဟန်တစ်ပါးကဘလို့အလိုဆန္ဒတွေရှိနေတော့လဲမြတ်စွာဘုရားကပိဋကတ်တွေယဟန်တွေယဟန်မာတွေအကုန်လုံးပိဋကတ်၄ပါးတရားဟောပြီဆိုလို့ရှိရင်ငါနာမည်လေးကိုခေါ်ပြီးတော့ဟောရင်ကောင်းပါပဲလို့စဉ်းစားတယ်တဲ့ကဲဘုရားကသူ့နာမည်ခေါ်ပြီးတော့တရားဟောရင်ကောင်းပါပဲလို့စဉ်းစားတယ်တဲ့ဘာဖြစ်ချင်တယ်အောင်သူစိတ်ကလူတွင်ကျဲဖြစ်ချင်တယ်နော်ဟုတ်လားအဲ့ဒါဘုရားကသူ့နာမည်ခေါ်ပြီးတော့ဟောခြင်းလဲဟောမှာပေါ့ဟောခြင်းမှလည်းဟောမှာပေါ့မဟောဘူးဆိုရင်သူဘာလုပ်ပြီးတော့ခံစားရပြီသူဖြစ်ချင်တဲ့ဆန္ဒကြီးကွာစားကောင်းတာမဟုတ်ဘူးနော်အဲ့ဒီမကောင်းတဲ့ဆန္ဒကြီးမပြည့်တဲ့ခါကျတော့သူဘာဖြစ်ပြီးတော့စိတ်တူစိတ်ထဲမှာမကျေနပ်အဲ့ဒါဘာခေါ်တော့စိတ်အညစ်အကြေးတဲ့နောက်တစ်ပါးပြောတော့ဆုံးခံသွားပြီဆိုလို့ရှိရင်လည်းပဲ तू ကရှေ့ဆုံးကပဲသွားခြင်းတယ်တဲ့ကိုပေါ်လွင်ခြင်းပေါ့ဟုတ်လားရှေ့ဆုံးကပဲ तू ကသွားခြင်းတယ်အဲ့ဒါရှေ့ဆုံးကသွားခြင်းမှလည်းသွားမှာပေါ့သူ့ရဲ့ဝါကြီးတာတွေသူ့ရဲ့အချိန်ဝါရှိတာတွေအမျိုးမျိုးပေါ့လေဟုတ်လားအဲ့လိုမျိုး तू သွားခြင်းတာတွေမသွားလိုက်ရဘူးဆိုလို့ရှိရင် तू ဘာဖြစ်ပြီတော့နော်ကောပအပစ္စယအမျက်ထွက်တယ်ပေါ့နော်စိတ်ထဲမှာမတတ်တာကြိတ်ပြီးတော့တချို့ကလည်းပြောလို့လည်းဖြစ်တာမဟုတ်ဘူးငါ့ကိုရှိရထားပါလားလို့လည်းပြောလို့ဖြစ်တာမဟုတ်လားသူ့စိတ်ထဲတင်ကြိတ်ပြီးတော့ဖြစ်နေတာဟုတ်လားအဲ့ဒါပတ်ဝန်းကျင်ကအဲ့လိုလည်းပဲဥစားလည်းမပေးဘူးလဲဆိုတော့သူတယောက်တည်းပဲပြဿနာတွေဟာရှုပ်ပြီးတော့နေတာအဖြစ်ပြီးတော့စိတ်အညစ်အကြေးတွေအလုံးလိုက်အလိမ့်လိုက်ဖြစ်နေတာမြင်ရတယ်နော်ရှေ့တုန်းကဆုံးကဝင်နေတာတဲ့အဲ့ဒါဆက်ပြီးတော့သူကဘာလို့ဆန္ဒတွေရှိပြန်တော့တဲ့နော်ဆွမ်းစားတဲ့နေရာမှာတဲ့ငါသာလျင်နေရာဥကိုရပါစေကိုကြိုက်တဲ့နေရာထိုင်မရစေယောဂီတို့နေရာရွေးကြတာရှိရတော့ကြားရနော်ဘယ်နေရာလေးကြိုက်တာဘယ်နာလေးရကျင်တာဟုတ်လားနေရာဥတဲ့ပြီးတော့ဗာလို့ရေဥတဲ့စွမ်းဥတဲ့အသုံးနှုန်းလေးတွေကိုဘုရားပြောပြတာဟုတ်လားရေဆိုရင်လည်းဥဖြားဖြားသူ့လေးပဲသူပဲအရင်တောက်လိုက်ခြင်းတယ်စွမ်းဆိုရင်လည်းဥဖြားဖြားသူပဲအရင်ရလိုက်ခြင်းတယ်ဒီဆန္ဒလေးတွေကိုဘာလို့ခေါ်တော့မလိုလားအပ်တဲ့ဆန္ဒလေးတွေပေါ့နော်အဲ့ဒါတွေပြည့်မလာဘူးဆိုရင်သူတယောက်တည်းကြိတ်ပြီးတော့ခံစားရတဲ့တဲ့အဲ့ဒါဘာခေါ်တော့စိတ်အညစ်အကြေးတဲ့ပြီးတော့ဘာပြောတော့ဆွမ်းစားတဲ့နေရာမှာဆွမ်းစားပြီးပြီဆိုရင်တခါတည်းတခါဓမ္မတွေကဆွမ်းလာကတ်တာရှိတယ်အဲ့လိုဆွမ်းလာကတ်ပြီဆိုလို့ချင်းဆွမ်းစားလည်းပြီးပြီလေဆိုရောဆွမ်းအနုမောဒနာတရားကိုငါပဲဟောလိုက်ခြင်းတယ်ဘုန်းကြီးလောကမှာအဲ့ဒီကိစ္စတွေကအလွန်ရှုပ်တာပဲဟုတ်လားဆွမ်းအနုမောဒနာတရားဘယ်သူဟောခြင်းတော့ငါဟောခြင်းတယ်ငါဟောခြင်းလည်းဟောရမယ်ဟောခြင်းမှလည်းဟောရမယ်ပေါ့နော်ဟောခြင်းမှလည်းဟောရမှာပေါ့ဆိုတဲ့အနေအထားမျိုးကျုံလာပြီဆိုရင် तू ကဟောမလို့အကြီးကျယ်ပြင်ဆင်ထားတယ်အခြေအနေကမပေးဘူးဆိုတော့ तू ဘလို့နေမလို့ဒုက္ခရောက်ပြီသူများဖွင့်ပြောလို့ဖြစ်တဲ့ကိစ္စလည်းမဟုတ်လားကြည်ပြီးတော့ဖြစ်နေတဲ့ပြဿနာနော်ဟုတ်လားဒါကြောင့်အလိုစိုးကြောင့်ဖြစ်တဲ့အပစ္စယကောပနှစ်ဌာနစိတ်ရဲ့အညစ်အကြေးမရှိတဲ့လောဘကြောင့်ဖြစ်လာတဲ့စိတ်ရဲ့မကျေနပ်မှုပူလောင်မှုပင်ပန်းမှုဒါရိုးရိုးလေးနားလည်အောင်ပြောတာဟုတ်လားစွန့်စားတဲ့နေရာမှာငါပဲတရားဟောခြင်းတဲ့ဆက်ပြီးတော့ဗာပြောတော့တဲ့ရှင်းတော့ရဟန်းတော်တွေကစုပြီးတော့နေရတာဟုတ်အဲ့ဒါကြောင်းကိုပေးသက်တွေကလာပြီဆိုရင်ပေးသက်တွေကများသောအားဖြင့်ပေးသက်ကိုယဟန်ပေးသက်ယဟန်မပေးသက်တကားပေးသက်ဒကမပေးသက်လို့ပေးသက်ကို၄ပါးပြောကြတာများတယ်ဘိက္ခုဘိက္ခုနီဥပဒကဥပတိကဟုတ်လားပေးသက်ဘယ်နှမျိုးတော့၄မျိုးအဲ့ဒါယဟန်ပေးသက်ကိုလည်းပဲငါပဲတရားဟောရရင်ကောင်းမယ်ယဟန်တွေကိုသူပဲတရားဟောခြင်းအခြေအနေရမဟောရဘူးဆိုတာနဲ့သူဒုက္ခရောက်ပြီအဲ့ဒါကတော့စိတ်အငြိအကျေးတဲ့တခါယဟန်မတွေကိုငါပဲဟောခြင်းတယ်လို့ဖြစ်ပြန်ရောအခြေအနေရမဟောရဘူးဆိုရင်ဘာဖြစ်ပြီတော့ဒုက္ခရောက်ပြန်ပြီ
တခါကြီးတွေကိုလည်းငါပဲတရားဟောခြင်းလေမဟောရဘူးဆိုရင်ဒုက္ခရောက်ပြီဒကမာကြီးတွေကိုလည်းငါပဲတရားဟောခြင်းလေမဟောရဘူးဆိုရင်ဒုက္ခရောက်ပြီအခြေအနေရနော်ဖြစ်တဲ့ဖြစ်ထိုက်တာလေးကောင်းကောင်းမွန်မွန်လေးဖြစ်သွားရင်ပြီးပါလေရောဆိုတဲ့စိတ်မျိုးမဝင်နိုင်ဘူးငါမှငါလှုပ်ခြင်းပေါ့နော်ငါသာလျင်ဆိုတဲ့စိတ်ဓာတ်ပေါ့နော်ငါသာလျင်ပြောလိုက်ခြင်းလှုပ်လိုက်ခြင်းအဲ့ဒါမလှုပ်အောင်ပြောအောင်ဆိုပါဖြစ်ပြီတော့ဒုက္ခရောက်ပြီတဲ့အဲ့ဒါကိုဘာခေါ်တော့စိတ်ရဲ့အညစ်အကြေးတဲ့ငါသာလျင်ပြီးတော့ဘာလာမယ်ထင်တော့ငါကိုယ်သာလျင်လာလိမ့်မယ်အဓိကကြတဲ့စကားလုံးလေးတွေပြောတာနော်ယဟန်တွေကတဲ့ငါကိုယ်သာလျင်ယူတည်ကြပါစေလေးစားကြပါစေမျက်နှိုးကြပါစေပူဇော်ကြပါစေလို့သူကအလိုရှိတယ်တဲ့ပတ်ဝန်းကျင်ဆိုတာသူလေးစားခြင်းမှလေးစားမှာပေါ့သူယူတည်ခြင်းမှယူတည်မှာပေါ့ဟုတ်လားဒါကလှုပ်ယူလို့ရတဲ့ကိစ္စမဟုတ်ဘူးသူတို့စိတ်ထဲမှာယူတည်လောက်တယ်လေးစားလောက်တယ်လို့ထင်မှယူတည်မှာပဲလေးစားမှာပဲအတင်းအကျပ်ခိုင်းလို့ရတဲ့ကိစ္စမျိုးမဟုတ်ဘူးဟုတ်လားသူတို့စိတ်ထဲယူတည်ခြင်းမိလေးစားခြင်းမိဆိုရင်လည်းတားလို့မရအောင်ဟုတ်လားအဲ့ဒါကိုကိုယ်စိတ်ထဲကနေအတင်းအကျပ်ဒါကိုမမောနေတယ်ဆိုရင်ဒီမမောတာကြီးမရတဲ့အခါမှာသူဘာဖြစ်မှာတော့စိတ်ထဲမှာခံစားရလိမ့်မယ်အဲ့ဒါစိတ်အညစ်အကြေးပဲတဲ့နော်အဲ့လိုပဲယဟန်နေမှာမဟုတ်ဘူးတဲ့ယဟန်မတွေကလည်းငါ့ကိုသာယူတည်လေးစားမြတ်လို့ကြပါစေတခါကြီးတွေကလည်းငါ့ကိုပဲယူတည်လေးစားမြတ်လို့ကြပါစေငါကိုသာလေကိုကိုပဲအဓိကအရင်ကြီးထားနေတယ်ပေါ့နော်အဲ့လိုပဲဒကမတွေကလည်းသူ့ကိုပဲယူတည်လေးစားမြတ်လို့ကြပါစေဟုတ်လားအဲ့ဒါဖြစ်မလာဘူးဆိုရင်သူဘာဖြစ်ပြီတော့စိတ်ဆိုးပြီးစိတ်တိုးပြီးတချို့ကိစ္စကအရေးအမြစ်လေးတော့ပြောလို့ရတယ်တချို့ကိစ္စကအရေးအမြစ်တော့ပြောလို့မဖြစ်ဘူးနော်ပြောလိုက်ရင်လည်းပိုးပြီးတော့ဆိုးအောင်မယ်ဟုတ်လားကိုရကျင်နေတာကြီးသူများသိသွားရင်ပိုးရှက်စရာကောင်းအောင်မယ်ဒါပေမဲ့မရကျင်ဘူးလားဆိုတော့လည်းမဟုတ်ဘူးရကျင်တယ်ရလားဆိုတော့လည်းမရဘူးဟာတော်တော်ခက်တဲ့ကိစ္စဒီဥစ္စာဟုတ်လားဒါကြောင့်မို့လို့မရှိတဲ့အလိုဆန္ဒကတော့မရှိတာအကောင်းဆုံးပဲရိုးရိုးရှင်းရှင်းနေလိုက်တာအကောင်းဆုံးပဲအစားတဲ့အစားမရှုပ်နဲ့ပေါ့နော်ရှုပ်ပြီးရင်တော့ရှင်းဖို့ကတော်တော်ခက်တယ်ဟုတ်လားနောက်ထပ်ပြောတော့နော်ငါသာလျင်ဆိုတာဆက်လာပြန်တယ်ငါသာလျင်ပါလေတော့အလွန်ကောင်းတဲ့သင်္ကန်းကိုရပါစေကျန်တဲ့ယဟန်တွေမရကြပါစေနဲ့သူပဲရခြင်းငါသာလျင်အလွန်ကောင်းတဲ့ဆွမ်းကိုရပါစေငါသာလျင်အလွန်ကောင်းတဲ့ကြောင်းကိုရပါစေငါသာလျင်အလွန်ကောင်းတဲ့ဆေးဝါးကိုရပါစေဆွမ်းသင်္ကန်းကြောင်းစီပစ္စည်းလေးပါသူပဲရခြင်းဟုတ်လားအကယ်၍ရမလာဘူးဆိုရင်သူဘာဖြစ်ပြီတော့စိတ်ထဲမှာခံစားရဒေါသဖြစ်တယ်ပေါ့အဲ့ဒါကိုဘာလို့ခေါ်တော့စိတ်အညစ်အကြေးတဲ့အလွန်မှကိုပဲလက်တွေ့ကြတဲ့ဒေသနာလို့မဆိုနိုင်ဘူးလားနော်တခြားသောဝဟတာတွေသုံးမသွားဘူးနော်စောစောတုန်းကဝဟတာတွေတော့အများကြီးပဲအပိယသုတ်တံရဒါပေမဲ့ဒီမှာမထေမြတ်ကြီးပြောတာလေးကတော့တစ်မျိုးလေးပဲမဖြစ်တဲ့အလိုဆန္ဒတွေကိုယ်တန်တာမှာရှိနေတယ်အဲ့ဒါပြည့်မလာတဲ့အချိန်မှာဒုက္ခရောက်တယ်အဲ့ဒါကိုအဓိကနားလည်ရမှာနော်ဒါကြောင့်ပိဿပေါင်းတော်အောင်တို့ဒါကဘုန်းကြီးတွေကိုဘုန်းကြီးချင်းချင်းဟောတဲ့ဒေသနာပဲလေတကယ်တမ်းကဒါပေမဲ့လူလောကမှာလည်းပဲဒီဥစ္စာတွေကနော်လိုက်နာမယ်ဆိုလို့ရှိရင်ကျင့်သုံးစရာနော်အစုံအမအနေနဲ့ဦးဇင်းတို့ကျင့်သုံးလို့မရဘူးလားရတယ်နော်အဓိကတော့ဗာပဲအရန်ကြီးကိုနော်အဓိကအနေရာကြီးမှာမထားနဲ့ပေါ့ဘာဖြစ်ဖြစ်ငါပဲလှုပ်လိုက်ခြင်းနဲ့ငါကိုယ်သာနဲ့အလေးပြုကြပါစေငါအဓိကဆိုတာသိပါစေဆိုတာမျိုးကြီးနည်းအောင်လုပ်ရမှာပေါ့အသုံးများတဲ့စကားလုံးနဲ့ပြောရမယ်ဆိုရင်အတ္တသိပြီးတော့မကြီးနဲ့ပေါ့အတ္တကြီးလို့ရှိရင်ကိုမျောလင့်ထားတာတွေဖြစ်မလာတဲ့ခါကျတော့ဘာဖြစ်ပြီတော့ဒုက္ခရောက်မယ်ဟုတ်လားဒါကြောင့်မလို့စိတ်အညစ်အကြေးလို့အရှင်မြတ်ကပြောတယ်တဲ့စိတ်အညစ်အကြေးဆိုတာဘာကိုပြောတာတော့ဒါအခြေပြောလိုက်ပြီနော်အချင်းချုပ်ပြောမယ်ဆိုရင်တော့တစ်လုံးနဲ့ပဲမရှိတဲ့အလိုဆန္ဒပြည့်မလာတဲ့အခါမှာစိတ်ထဲမှာဒေါသဖြစ်တာကိုအဲ့ဒါစိတ်အညစ်အကြေးလို့ခေါ်တာဟုတ်လားအဲ့ဒီမှာဆက်ပြီးတော့ရှင်မြတ်ပြောတာလေးမှတ်သားစရာအလွန်ကောင်းတယ်အရှင်တဲ့လောကမှာယဟန်တစ်ပါးဟာပန်းတကူတူတင်ဆောင်တယ်ပန်းတကူသင်္ကန်းသုံးဆွဲတယ်အလိုနေလို့ပေါ့ဟုတ်လားဆွမ်းခံပြီးတော့စားတယ်တောကြောင်မှနေတယ်သုတ်တန်တူတင်ဆောင်တယ်ဟုတ်လားဒါပေမဲ့လို့တယ်အခုပြောနေတဲ့မလိုလားအပ်တဲ့စိတ်ဆန္ဒတွေရှိနေတယ်အဲ့ဒီဆန္ဒတွေမပြည့်တဲ့အခါမှာသူ့စိတ်ထဲမှာဒေါသတွေဒေါမနတတွေပွားနေတယ်အဲ့ဒါကိုလည်းပဲပတ်ဝန်းကျင်ယဟန်တွေကသိတယ်ဆိုရင်သူ့အတူဒူတွေနေမကတော့ဘာတွေပဲဆောင်နေနေဒီယဟန်ကိုဘယ်သူမှမမျက်နှိုးဘူးတဲ့ဟောစဉ်းစားကြည့်နော်
သူလုံနေတာတွေကဟန်ပြဆိုတဲ့အနေအထားမျိုးကြီးလောက်ပဲသူများစီထဲမှာခံစားရမှာနော်တကယ်စိတ်ကောင်းနှလုံးကောင်းနဲ့လုံနေတာမဟုတ်ပါဘူးကွာလို့အဲ့လိုမျိုးတောင်တွေးကြမှာဟုတ်လားလုံနေတာတော့ဘာတော့တူရင်ဆောင်ပန်းတကူသင်္ကန်းဆုံးခံစားမယ်တော်မှာနေမယ်ဟုတ်လားတုတ်တန်ထဲမှာနေမယ်ဒါပေမဲ့တကယ်ကြာသူ့စိတ်ထဲကငါသာလျင်ငါကိုသာဆိုတဲ့ဒါလျင်ဆိုတဲ့စိတ်တွေဟာအများကြီးရှိနေတယ်အဲ့ဒါကိုပတ်ဝန်းကျင်ကသတင်းသုံးပေါ်ချင်းချင်းကသိပြီဆိုရင်သူ့ကိုမျက်နှိုးနိုင်မလားမမျက်နှိုးနိုင်ဘူးတဲ့သူဘာကျင့်နေတယ်ပဲပြောဒီစိတ်ကြီးရှိနေတာကိုမြင်နေရခြင်းအဖြစ်အထင်မကြီးနိုင်အောင်အဲ့ဒါကိုပြောတာအဲ့ဒါကိုဘယ်လိုဥမာပေးတော့ဆိုတော့ဈေးကနေပြီးတော့တဲ့အလွန်တန်ရှင်းတဲ့ကြေးကွက်ကလေးနှစ်ခွက်ဝယ်ဒီကြေးကွက်ကလေးကခဏပါနော်ဥမာဟုတ်လားဝင်းနေအောင်တိုက်ထားတာကြေးကွက်ကလေးနှစ်ခွက်အဲ့ဒီထဲမှာဘာထည့်တော့ဆိုတော့မွေတွေကောင်ဖို့အပိုင်းစားထည့်ဒါမှမဟုတ်ခွေးတွေကောင်ဖို့အပိုင်းစားလောက်တစ်ဖွာဖွာကြာတယ်အဲ့ဒါလေးထည့်ပြီးတော့အဲ့ဒီကြေးကွက်နှစ်ခွက်ကိုမျက်နှာချင်းဟပ်ပြီးတော့အုပ်လိုက်အုပ်ပြီးတော့အပေါ်ကနေအလွန်လှတဲ့ဖဲကြိုးလေးနဲ့ခြီထားလိုက်အထဲထဲမှာဘာတွေပါတယ်လို့မသိတော့ဘူးနော်ဘာတွေထည့်တာလောက်ကြာနေတဲ့အပုပ်ဆက်တွေထည့်တာဒါပေမဲ့ခွက်ကတော့အလွန်ကိုတန့်ပြီးတော့ဝင်းနေတာပဲဖဲကြိုးလေးနဲ့ခြီထားဟုတ်လားအဲ့ဒါကိုတစုံတစ်ယောက်သောပုဂ္ဂိုလ်ကနော်ဒီပစ္စည်းလေးကိုယူပြီးတော့သွားပေးတယ်နော်အဲ့ဒါနဲ့ဟိုလူကဝမ်းသာအာရခွက်ကအထင်ကြီးတယ်ကောင်းတာအိုးဖြေးပြီးတော့လည်းကြည့်လိုက်ရောသူကနောက်လန်သွားတယ်အနံ့ကလည်းထောင်းကနေထားတာဟုတ်လားအဲ့ဒါကြီးကိုဘယ်သူမျက်နှိုးမလို့သူဘာခွက်ကြီးနဲ့ပဲထည့်ထားတယ်ပဲပြောခွက်ကြီးကိုစိတ်ဝင်စားပါဘူးခွက်ကြီးတည်းရှိတာပါအလွန်မှဆက်စုပ်ဖွယ်ဖြစ်တဲ့အတွက်ကြောင့်ဘယ်သူမှဒီဥစ္စာကိုမမျက်နှိုးနိုင်အောင်ဟုတ်လားအဲ့လိုပဲတဲ့ဒူတွေနေမကလို့ဘာတွေပဲဆောင်းနေတယ်စိတ်ထဲမှာမလိုလားအပ်တဲ့ငါကိုသာနဲ့ငါသာနဲ့ဆိုတဲ့စိတ်ဓာတ်တွေလွှမ်းမိုးပြီးတော့နေလေသမျှကလပ်ပလုံးဒီလူကိုတီးရန်ကိုဘယ်သတင်းသုံးပါမှတမို့မထားအောင်မလေးစားဘူးကောင်းတယ်လို့လည်းမထင်ဘူးတဲ့သူများရဲ့ချစ်ခင်မှုမျက်နှာမှုကိုမရနိုင်ဘူးနော်ဟုတ်လားဒါကြောင့်ပိဿပေါင်းတို့အောင်တို့ပတ်ဝန်းကျင်ရဲ့ချစ်ခင်မှုလေးစားမှုတမို့ထားမှုကိုရကျင်တယ်ဆိုရင်အဲ့ဒီလိုစိတ်ဓာတ်မျိုးတွေရှိမရှိကိုယ့်ကိုစီစစ်ပြီးတော့မရှိဘူးဆိုရင်လည်းဝမ်းသာကြဖို့ပေါ့နော်ရှိတယ်ဆိုရင်ဘာလို့မလို့နော်ဖြစ်နိုင်အောင်ကြိုးစားကြရမယ်ဟုတ်လားဆက်ပြီးတော့ပြောပြန်တယ်မထေရကြီးကဘာပြောတော့ဈေးကနေပြီးတော့ခုနကတော့လိုပဲကြေးခွက်တန်တန်လေးနှစ်ခွက်ဝယ်လာဘာတွေထည့်ထားတော့ဆိုတော့နော်တလေးထမင်းနော်ဆံမဲမဲလေးတွေမပေါအောင်တော့ရွေးချယ်ပြီးတော့နော်အသားဟင်းနဲ့တကယ့်ကိုမှုေးကြိုင်းနေအောင်ချက်ထားတယ်အဲ့ဒါလေးအပြည့်ထည့်ပြီးတော့တစ်ခွက်နဲ့တစ်ခွက်အုပ်ပြီးတော့ဖဲကြိုးလှလှလေးချီပြီးတော့ပေးတယ်ဖွင့်လဲကြည့်လိုက်ရောရတဲ့လူကပါတော့အလွန်ဝမ်းသာတယ်ပေါ့နော်ဟုတ်လားအဲ့ဒါလိုပဲတဲ့ဘာဒူတင်မှတော့စောင်းမနေဘူးဟုတ်လားပန်းသူဒူတင်လည်းမစောင်းဘူးတုတ်တန်းဒူတင်လည်းမစောင်းဘူးဟုတ်လားဒါပေမဲ့လို့သူ့ရဲ့တန်တာမှာငါကိုယ်သာနေငါသာလျင်ဆိုတဲ့စိတ်ဓာတ်တွေမရှိဘူးနော်ငါသာလျင်ရှေ့ရောက်ခြင်းတယ်ငါသာလျင်ဘာဖြစ်ခြင်းလဲဘသူတွေဘာမှမဖြစ်ကြပါသေးနဲ့ဒီလိုမျိုးယုံညံ့တဲ့စိတ်သူ့မှာမရှိဘူးအဲ့ဒီမရှိတဲ့အတွက်ကြောင့်ဒုတဲ့မဆောင်တော့လည်းပဲသူ့စိတ်ထဲမှာအလွန်မျက်နှိုးစရာရှိတာကိုသိတဲ့အတွက်ကြောင့်ပတ်ဝန်းကျင်ကသူ့ကိုလေးစားမှုတန်ဖိုးထားမှုမျက်နှိုးမှုရှိတယ်တဲ့နော်ဥမာနဲ့ပြောတာနော်ရှင်သာရိပုတ္တရာအဲ့လိုမျိုးမိန့်ရှိတဲ့အခါမှာရှင်မောဂလန်ကိုရမြတ်ကြီးကအရှင်မြတ်ကြီးကိုဗာပြောလို့ဆိုတော့အရှင်သာရိပုတ္တရာတဲ့ငါစိတ်ထဲမှာထင်လာမြင်လာတဲ့ဥမာလေးတစ်ခုငါပြောခြင်းတယ်တဲ့ငါတခါမြို့ထဲကိုဆွမ်းခံသွားတော့ရှင်အလုတ်သမားရဲ့သားတမီတိဆိုတဲ့နော်ရှင်လှုပ်တဲ့လူကလှဲဘိန်းလှုပ်တာပေါ့နော်လှဲဘိန်းလှုပ်နေတာအဲ့ဒါဦးဇင်းတို့နောက်တက်သားကိုရွှေနေတာပေါ့ဒါကြီးနဲ့နော်ဦးဇင်းတို့ငယ်ငယ်ကဦးဇင်းရဲ့ဦးလေးကတောက်လှဲလှုပ်တယ်နော်ဒါကြီးကတကယ်ကောက်ကောက်ကြီးဒါတက်သားကိုဖနှောင်းနှစ်ခုနဲ့ညှက်ပြီးတော့ရွှေချခုတ်ချအခုလည်းပဲအဲ့လိုမျိုးတမီတိကလှဲဘိန်းလှုပ်ဖို့အတွက်အပြင်ဘက်ကဦးဇင်းတို့တကူဆိုတာကအဝိုင်းလေးပေါ့ဝိုက်ဝိုက်ကလေးဝင်းစားခွင်းပိတ်လို့အဝိုက်ကလေးအဲ့ဒါမျိုးလေးတွေဆက်လိုက်တော့လေဘိန်းဖြစ်သွားတော့နော်အဲ့ဒါလေးကိုသူကရွေးနေတာအဲ့ဒါကိုပန္ဓုရဲ့သားဖြစ်တဲ့တစ်ချိန်လုံးကရင်လုံသမားဖြစ်ခဲ့တဲ့တက္ကရုံးတယောက်ကလည်းပဲဆွန့်ခံရင်လည်းသူကလည်းအဲ့ဒီနာရောက်အဲ့တော့သူကလည်းတစ်ချိန်ကလှဲဘိန်းလုပ်ခဲ့တဲ့လူတက္ကရုံးမိုးခင်တော့ကအဲ့ဒီတက္ကရုံးကကြည်နေတာဒီရှင်အလုံသမားကလှဲဘိန်းလုပ်နေတာကိုကြည်အဲ့တော့တစ်သားကိုမြင်တဲ့အခါကျတော့ဘယ်နာလေးကအနာလေးရှိတယ်ဘယ်နာလေးကတော့နည်းနည်းလေးပယ်ပစ်လိုက်ရင်တော်တော်ကောင်းမယ်သူသိတယ်ပြီးတော့ဒါမှမပြောသူ့စိတ်ထဲမှာစဉ်းစားတယ်ပေါ့
ဒီသမီးတိကဘယ်နာလေးဟာလေးကိုခုတ်ပြလိုက်ရင်တော့ဘိန်းကတန်တန်လေးရပါဘူးနော်အဲ့ဒါသူစဉ်းစားအဲ့ဒါလုံနေတဲ့လူကလည်းကျွမ်းကျင်တဲ့လူဆိုတော့သိရလေလှုပ်ချလိုက်တယ်အဲ့ဒီတိုင်းပဲဘေးကတကတုံးကစိတ်ကူးတဲ့အတိုင်းတကယ်လုံနေတဲ့လူကလည်းအဲ့ဒီတိုင်းပဲခုတ်ချလိုက်တယ်အဲ့ဒါကိုရှင်သာရိပုတ္တရာကမြင်နေတာမောရှင်မောက္ကလန်ကမြင်နေတာသူတို့နှစ်ယောက်ရဲ့ဖြစ်ပုံကိုမြင်နေတာအဲ့ဒီမှာဦးဇင်းတို့အဲ့ဒီတကတုံးကဘာပြောလို့ဆိုတော့သမီးတိဟာမင်းကငါစိတ်ကိုသိတဲ့အတိုင်းပဲတဲ့ငါအဲ့လိုလေးလုပ်ရင်ကောင်းမယ်လို့ထင်နေတာငါထင်တဲ့အတိုင်းမင်းကလှုပ်ချလိုက်တယ်ငါစိတ်ကိုမင်းသိပြီးတော့လှုပ်နေတယ်လို့မျိုးမင်းလှုပ်လိုက်သလားမင်းငါစိတ်ကိုမြန်သိနေသလားအဲ့လိုပြောတာကိုသူကြားခဲ့ရတယ်တဲ့အရှင်မောက္ကလန်အခုလည်းပဲအရှင်မြတ်ကတချို့သောယုံညံ့ညတဲ့ယဟန်တွေရဲ့စိတ်ဓာတ်ကိုသိမြန်းသိနေသလားသိနေလို့ဒေသနာဒီဟုသောပဲကိုကြီးနဲ့ဓမ္မကြီးနဲ့ခုတ်ပြီးတော့ရွေးပြီးတော့မြန်ချလိုက်သလားသူဥမာနဲ့ပြောတာနော်သူကလည်းပဲဟုတ်လားအရှင်မြတ်ရဲ့အလွန်ကောင်းတဲ့ဒီဒေသနာကိုနော်တကယ်ကောင်းမွန်ကြတဲ့ယဟန်တော်တွေဟာဥထိပ်ရဲ့ပန်ဆင်ပြီးတော့ဒါကိုချမ်းသာကြောင်းအကျင့်တရားတစ်ခုအနေနဲ့လိုက်နာကျင့်သုံးကြလိမ့်မယ်ဝမ်းသာကြလိမ့်မယ်လို့အဲ့လိုမျိုးထောက်ခံပြီးတော့နော်ရှင်သာရိပုတ္တရာကိုရမြတ်ကြီးရဲ့ဒေသနာကိုချီးမွမ်းတာပေါ့အဲ့ဒါကိုဦးဇင်းတို့မူလဗန္ဒတာပါဠိတော်မှာအနင်္ဂနသုတ်တံဆိုပြီးတော့မှတ်တမ်းတင်ထားတယ်ဟုတ်လားတော့ဒီသုတ်တံရဲ့အနှစ်ချုပ်ကဘာလဲလို့မေးရင်စိတ်ထဲမှာအတ္တမကြီးပဲနဲ့ငါးကိုယ်သားလင်ငါးသားလင်ဆိုတဲ့အတွေးတွေမများစီပဲနဲ့တော့မလိုလားအပ်တဲ့စိတ်ဆန္ဒတွေကိုချိုးနှိမ်ပြီးတော့နော်ဖြူဖြူစင်နဲ့တန်တန်ရှင်းရှင်းနေနိုင်မယ်ဆိုရင်ဘလို့အနေထားမျိုးလေးပဲဖြစ်ဖြစ်ပတ်ဝန်းကျင်ရဲ့ချစ်ခင်မှုမြတ်နိုးမှုကိုရနိုင်တယ်။ဘာကြီးပဲလှုပ်ပြလို့နေလေစိတ်ထဲကအဲ့ဒီလိုမကောင်းတာတွေရှိနေတယ်ဆိုတာကိုသိရမယ်ဆိုရင်ဘယ်သူမှလေးစားမှုတန်ဖိုးထားမှုရှိမှာမဟုတ်ဘူးဆိုတာကိုပြောတာဟုတ်လားအဲ့တော့စောစောကဘုံဘုံတို့ပြောခဲ့တဲ့အပိယသုတ်တန်နေနဲ့တွဲပြီးတော့နားလေကြမကောင်းဘူးလားအပိယသုတ်တန်မှာကိုယ်ပတ်ဝန်းကျင်ရဲ့ချစ်ခင်မှုမြတ်နိုးမှုလေးစားမှုတန်ဖိုးထားမှုကိုရကျင်တယ်ဆိုလို့ရှိရင်ဘလို့ရည်သွေးတွေရှိရမလဲပြောခဲ့တယ်နော်16မျိုးတောင်ပြောခဲ့တယ်ဟုတ်လားအဲ့ဒါဒီနဲ့အကုန်လုံးဆက်လိုက်မယ်ဆိုလို့ရှိရင်လူလောကမှာနော်ပတ်ဝန်းကျင်ရဲ့ချစ်ခင်မှုမြတ်နိုးမှုတန်ဖိုးထားမှုလေးစားမှုကိုရဖို့အတွက်တို့ဘလို့စ조사ကြရမလဲဆိုတာကိုပိဋကတို့ရိုးရှင်းရှင်းမသိနိုင်ဘူးလားသိနိုင်တယ်အဲ့ဒါလို့ဆိုလို့ရှိရင်ဥဒုသင်ဆိုတာကတော့မလိုလားအပ်တဲ့စိတ်ဓာတ်ကတော့လူတိုင်းမှာရှိနေတာပဲဒါကိုအရင်တို့အရင်အစကနဦးလက်ခံနိုင်ဖို့လိုတယ်နော်အဲ့ဒါမှပြဿနာကရှေ့ဆက်ပြီးတော့ရှင်းလို့ရပါကိုယ့်အကူမကောင်းတာတွေရှိနေတာကိုမကောင်းတာတွေရှိပါတယ်လို့လက်မခံနိုင်ဘူးဆိုရင်တော့ဒါကရှေ့ဆက်သွားလို့မရနိုင်ဘူးဟုတ်လားအဲ့တော့ကိုအရင်နားလည်ပြီးတော့ဘယ်လိုနည်းနဲ့ငါရဲ့စိတ်ကိုဖြူရှင်တန်ရှင်းအောင်လုပ်ရမလဲအပြစ်ကင်းအောင်လုပ်ရမလဲဆိုတာကိုအဖြေရှာရမယ်ဟုတ်လားအဲ့တော့အဖြေကဘာလဲဆိုတော့ရယုံမကလို့ပေးတဲ့အခုလက်တွေ့လိုက်နာပြီးတော့ကြိုးစားနေကြတာအဲ့ဒါမှန်ကန်တဲ့အဖြေပါပဲမပြောတာတော့မြတ်စွာဘုရားကိုယ်တော်တိုင်ဟောတာလေတတ္တနံဝိတုဒ္ဓိယတတိပဋ္ဌာန်တရားကိုကျင့်သုံးကြတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ရှုရှင်းတန်ရှင်းအပြစ်ကင်းလာလိမ့်မယ်လို့အစကနဦးအဲ့ဒါကိုအရင်စပြီးတော့ဝန်ခံပြီးတော့မြတ်စွာဘုရားမဟုတ်ဘူးလားနိဗ္ဗာန်ချမ်းသာကိုရလိမ့်မယ်ဆိုတာနောက်ဆုံးမှဟောတာနော်တတိကလေးဆွေးမြဲစွာထားနိုင်လို့ရှိရင်စိတ်ဓာတ်ဟာဖြူရှင်းလာလိမ့်မယ်လို့အတိအလင်းဟောထားတာဟုတ်လားအဲ့တော့ဒီနေ့မှာဦးဇင်းတို့ကာယ ानु ပဒနာသတိပဋ္ဌာန်ရှိတယ်စိတ် ानु ပဒနာသတိပဋ္ဌာန်ရှိတယ်ဝေဒနာ ानु ပဒနာသတိပဋ္ဌာန်ရှိတယ်ဓမ္မ ानु ပဒနာသတိပဋ္ဌာန်ရှိတယ်ပြီးတော့သိပါတယ်ဟုတ်လားအဲ့ဒီတဲကနည်းနည်းလေးဦးစားပြီးတော့ပြောကျင်တာကလက်တွေ့ကြကြကိုယ့်ရဲ့စိတ်ကလေးအည်အသွေးမြင့်မြင့်သွားတယ်မကောင်းတာတွေကနေရှက်ရှက်သွားတယ်ဆိုတာလေးကိုလက်တွေ့ခံစားကျင်နေဆိုရင်စိတ် ानु ပဒနာကိုအရင်လှုပ်ကြည့်ပါလားကိုယ်စိတ်ကိုအမိဖမ်းပြီးတော့ကြည့်လိုက်ဟုတ်လားဘုရားတွေကဖြစ်တာပဲဖြစ်လာရင်အဲ့ဒါကိုတဲ့တဲ့မြင်အောင်ကြည့်လိုက်ကိုယ်စိတ်ထဲမှာအရှက်အကြောက်ကိန်းလာတာကိုတွေ့ရမယ်။အော်မဟုတ်ပါဘူးမဟုတ်သေးပါဘူး။ဟောဒီလိုဖြစ်လာနော်။ဒါကြောင့်ကိုယ်စိတ်ကလေးကိုကိုပြန်ပြီးတော့ဘာလုပ်ရမလဲ။မြင်အောင်ကြည့်ရ။စိတ်ကိုမြင်အောင်ကြည့်နေတာကိုကလည်းပဲဒီစိတ်ကိုဖြူစင်အောင်ဆေးကြောရာရောက်တယ်။လျှော်ဖို့ရာရောက်တယ်။ဟုတ်လား။မဟာမြိုင်ဆိုတော်ဘုရားကြီးဥဇောတိကနော်ဟောတဲ့တရားတွေရေးထားတဲ့စာအုပ်တွေကိုဖတ်ရင်ပို့ပြီးတော့ရှင်းလိမ့်မယ်။ဟုတ်လား။မလိုလားအပ်တဲ့စိတ်ကလေးတွေဆိုတာဥထုဇဉ်တွေမှာရှိတယ်ဓမ္မသတိလေးထားလာတဲ့အခါကျတော့အဲ့ဒီစိတ်ဖြစ်တာကိုသိလိုက်တယ်သိလိုက်တာနဲ့တကယ်နဲ့စိတ်ကရှက်သွားတဲ့သဘောရှိတယ်အော်ဒါမသိတော့ဘူးလို့ဘယ်သူမှပြောတာမဟုတ်ဘူးနော်သူသိတဲ့တတိရဲ့စွမ်းအားကြောင့်ပညာကဖြစ်လာတဲ့သဘောပေါ့ဟုတ်လားပြောရလို့ရှိရင်ဒကာဓမ္မဥဒ္ဒနရဲ့စိတ်ကမှန်မှန်ကန်ကန်သာသိပြီးတော့နေသူလမ်းကြောင်းတက်အောင်လှုပ်သွားမှာဒါကိုပြောရင်လားဘယ်သူမှဓာတ်ရိုက်တယောက်ကိုတယောက်လှမ်းပြင်လို့ရသလား
မရဘူးနော်အခုအသီးသီးဘုဒ္ဓလေးတိုင်းပြီးတော့သတိလေးသွဲမြအောင်ထားတယ်ဆိုတာကိုဘာလုပ်နေတာတော့ပြင်ညတာကိုပြင်ညတာသူများပြင်ပေးလို့မရအောင်သူများကကိုနီးလမ်းပဲပေးနေတာဒါအလွန်ဆုံးမှဒါပဲနီးလမ်းပေးမယ်တိုက်တွန်းမယ်ဒါနော်တကယ်ပြင်ရတာဘယ်သူပြင်ရတာတော့ကိုပြင်ရတာလောဘဖြစ်တဲ့ထင်လို့အခုလောဘဖြစ်နေကြတာဒေါသဖြစ်တဲ့ထင်လို့ဦးဇင်းတို့ဒေါသဖြစ်နေကြတာတတိထားပါများတဲ့ခါကျတော့လောဘကမဖြစ်သင့်ပါလားဒေါသကမဖြစ်သင့်ပါလားဆိုတာကိုတဖြည်းဖြည်းနဲ့နားလည်လာတဲ့ခါကျတော့လောဘဒေါသဟာအဲ့ဒီအတိကြီးလာလေတွေဘာဖြစ်တော့နဲလေတွေဖြစ်သွားမှာဒါပဲလေအဓိကဟုတ်လားဒါကြောင့်ဦးဇင်းတို့ကဘာကိုအဓိကဦးစားပေးပြီးတော့လုပ်ရမှာလို့ဆိုအမှန်သိဖို့ပဲအဓိကဦးစားပေးပြီးတော့လုပ်ရမှာဟုတ်လားတတိသာထားဒါပေမဲ့ဦးဇင်းတို့စိတ်ဓာတ်နုပဒနာသတိပဋ္ဌာန်ကိုကြောပြီးတော့ပြောလိုက်ပေမဲ့လို့ကာယ ानु ပဒနာသတိပဋ္ဌာန်လုံရင်းနဲ့လည်းပဲစိတ်ဓာတ် ानु ပဒနာသတိပဋ္ဌာန်ကအကျုံးဝင်တာပါပဲဟုတ်တယ်မဟုတ်လားစိတ်နဲ့ရုပ်ကာယနဲ့ကတခါတလေဘာလေးကိုသိလိုက်တယ်လို့ခွဲပြီးတော့နားလည်ဖို့တောင်မလွယ်ဘူးဟုတ်လားသေချာစဉ်းစားကြည့်ဟုတ်လားစိတ်ကိုသိလိုက်တာလည်းဖြစ်နိုင်တယ်ရုပ်ကိုသိလိုက်တာလည်းဖြစ်နိုင်တယ်နော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အနှစ်ချုပ်ပြောရရင်တော့ကိုယ်တန်တာမှာဘာပဲဖြစ်ဖြစ်အမှန်ကန်အာယုံလေးစိုက်ပြီးတော့အနေအကျင့်လေးလုပ်ကြည့်မယ်ဆိုရင်ကိုယ်စိတ်ဓာတ်လေးဟာတဖြည်းဖြည်းနဲ့အထင်ကြီးစရာမျက်နှိုးစရာလေးစားစရာကိုယ်တိုင်သိရလိုက်မယ်ပတ်ဝန်းကျင်ကနောက်မှသိမှာပါတကယ်တမ်းကကိုအရင်ကျင့်တတ်မှုရမှာနော်ဟုတ်လားကိုအရင်ကျင့်တတ်မှုရမှာစိတ်ကကောင်းပြီဆိုတာနဲ့စိတ်ကောင်းလာပြီဆိုတဲ့အနေအထားမျိုးကိုဘာနဲ့တက်တည်ပြမလို့ချမ်းသာမှုနဲ့တက်တည်ပြမယ်စိတ်ကကောင်းရင်ဆင်းရဲလို့မရဘူးစိတ်ဆင်းရဲပြီဆိုရင်များသောအားဖြင့်မကောင်းတာဝင်နေလို့နားလည်ရမယ်နော်ဒီဥစ္စာကိုဟုတ်လားစိတ်ချမ်းသာလာပြီဆိုတဲ့ကိုယ်ကစပြီးတော့စိတ်ထဲမှာတန့်ရှင်းနေတယ်မကောင်းတာတွေဝေးကွာနေတယ်အဲ့ဒီအချိန်မှာဟုတ်လားဒါကြောင့်မလို့ပေးတဲ့ကောင်းတဲ့ကောင်းတို့ဒီကျင့်စဉ်ရဲ့နော်စိတ်ကိုဖြူစင်စေနိုင်တယ်ဆိုတာလေးကိုဘုရားဟောလို့ယုံလဲရတဲ့အဆင့်နဲ့မကဘဲနဲ့ကိုယ်တိုင်လက်တွေ့နားလေလက်ခံနိုင်တဲ့အနေအထားကိုရောက်အောင်တွားနိုင်ကြဖို့မလိုဘူးလားလိုတယ်ဟုတ်လားဒါကြောင့်သတိပဋ္ဌာန်တရားကိုကြိုးစားအားထုတ်ခြင်းသည်ကိုယ်စိတ်ကိုဖြူစင်အောင်တန်ရှင်းအောင်ဆေးကြောခြင်းပဲဖြူစင်တန်ရှင်းအောင်ဆေးကြောနိုင်လေလေပဝန်းကျင်ရဲ့ချစ်ခင်မှုမြတ်နိုးမှုလေးစားမှုရလေလေဖြတ်ပြီးတော့တခုပြောလိုက်ချင်တာကပဝန်းကျင်ရဲ့လေးစားမှုတန်ဖိုးထားမှုဟာနောက်မှရမှာကိုအရင်လေးစားမှုတန်ဖိုးထားမှုကိုအရင်ရမှာအဲ့ဒါကတကယ်တမ်းကတော့အရေးကြီးဆုံးလို့တောင်ထင်တယ်ကိုယ့်ဘက်မှာကိုတယောက်လုံးရှိနေပြီဆိုရင်အားငယ်တရားမရှိတော့ဘူးတခါတလေဦးဇင်းတို့ကအားငယ်ကြတာရှိတယ်လူတွေကလူလောကကြီးမှာအချင်းချင်းတယောက်ကိုအလွန်အားပြုကြတယ်ကိုတယောက်တည်းသိပြီးတော့မရက်တည်နိုင်ဘူးစာဝင်နေရေးကိုအဓိကပြောတာမဟုတ်ဘူးနော်ပိုက်ဆံဘယ်လောက်ရှိရှိကိုတယောက်တည်းမရက်တည်နိုင်ဘူးကိုဝင်းကျင်ကကိုအကုန်လုံးအမြင်ပြစ်ပယ်လိုက်ပြီဆိုရင်ဘယ်လိုဖြစ်သွားမှာလဲအကုန်ပုံကျသွားမှာစဉ်းစားကြည့်စိတ်ကူးလေးနဲ့လူတိုင်းကသာငါ့ကိုမုန်းနေပြီလားလို့ဝင်ရင်တွေးကြည့်ပါလားရုပ်စာဆုံးကိုမိသားစုကကိုတစ်စက်ကလေးမှအကောင်းမထင်တော့ဘူးလို့မြန်တွေးကြည့်ပါလားဘယ်လိုနေမလို့ခံစားရပြီသူတို့ကကိုအထင်မကြီးတာသူတို့ကကိုအထင်သေးတာသူတို့ကကိုအကောင်းမထင်တာကိုဘာထိခိုက်သွားလို့လဲလို့စဉ်းစားကြည့်ပါလားဘာထိခိုက်သွားတယ်တကယ်ကဘာထိခိုက်ပါဘူးသူတို့စိတ်ထဲဖြစ်တဲ့အတွေးပဲလေတကယ်ကဒါပေမဲ့ကိုကဘယ်လိုဖြစ်သွားတာစိတ်ယောဂတော့ရတော့နေတယ်နော်တချို့ဘာလို့လို့တော့အဲ့ဒါသူများအာပြုနေလို့ဆိုတာရှင်းနေတာလေအဲ့တော့ဦးဇင်းကတွေးကြည့်တယ်ကိုယ့်ဘက်မှာကိုဆိုတာကြီးအဓိကရှိရင်တော့တိတ်အားငယ်ကြလုံးမဲမထင်ဘူးလို့ဟုတ်လားကိုကသာတကယ်ကောင်းတဲ့လူတစ်ယောက်ဖြစ်ပါစေငါဟာကောင်းတဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာကိုကိုယ်တိုင်သိလိမ့်မယ်အဲ့ဒီအတိကိုသာဦးဇင်းတို့တကယ်စစ်မှန်တဲ့နည်းနဲ့ရအောင်လို့ငါဟာတကယ်ကောင်းတဲ့လူတစ်ယောက်လို့ခိုင်ခိုင်မာမာသိမယ်ဆိုရင်ကိုယ့်ဘက်မှာကိုတစ်ယောက်လုံးရှိနေတယ်အဲ့လိုဆိုရင်သူများမရှိတယ်ကိစ္စမရှိဘူးသူများရဲ့ကိုယ့်ဘောကောင်းပါတယ်လို့ပြောဆိုလာမဲ့စကားသံတွေကိုမျှော်လင့်စရာအကြောင်းလည်းမရှိဘူးကိုယ်မကောင်းဘူးလို့ပြောမှလားကိုလည်းကြောက်စရာမလိုပြောရရင်ချီးမွမ်းတဲ့ကိုလည်းမမျှော်လင့်ဘူးကဲ့ရဲ့တဲ့ကိုလည်းမကြောက်ရွံ့ဘူးဟောဆိုသူလုံလောက်နေတယ်မင်းချီးမွမ်းလဲငါဒီတိုင်းပဲမင်းကဲ့ရဲ့လည်းပဲငါမင်းကဲ့ရဲ့တဲ့အတိုင်းမဟုတ်ဘူးငါကောင်းတယ်ဆိုတာသိတယ်ဟောဘလောက်ရှင်းလို့နော်ရက်တည်နိုင်တယ်ဟုတ်လားဒါပေမဲ့ဦးဇင်းတို့မှာအဓိကလိုတာဘာလို့ဆိုတော့ကိုဟာကောင်းတဲ့လူတစ်ယောက်ပါလို့သိဖို့ကတော့လိုလိမ့်မယ်နော်အဲ့ဒါကဟန်ဆောင်ပြီးတော့လုပ်လို့တော့မရဘူးတကယ်မကောင်းမဲနဲ့ဒီစိတ်ကကိုယ့်ကိုကောင်းတယ်လို့အတိမပြုတ်မှာမဟုတ်ဘူးအဲ့တော့ကိုကတကယ်ကောင်းအောင်မလုပ်အောင်မလို့နေနိုင်ရမယ်အဲ့လို့တကယ်ကောင်းအောင်နေမယ်ဆိုရင်ဘယ်လိုနေမလို့အကောင်းဆုံးစိတ်နဲ့နေနိုင်မှကိုတကယ်ကောင်းတဲ့လူလို့သိမှာဦးဇင်းခုပြောတာတွေကတွေးကြရတယ်နော်ဒီကမကြီးများဟုတ်လားအဲ့တော့အကောင်းဆုံးစိတ်ကဘယ်လိုစိတ်တုံးဒါနနဲ့ရှင်တဲ့စိတ်ရှိတယ်သီလနဲ့ရှင်တဲ့စိတ်ရှိတယ်တည်ငြိမ်မှုနဲ့ရှင်တဲ့စိတ်ရှိတယ်သိမြင်နားလည်မှုနဲ့ရှင်တဲ့စိတ်ရှိတယ်ဒါနသီလသမာဓိပညာ
ဒေသနာတွေကဆက်ဆက်နေတာနော်ဘာနဲ့ရှင်တဲ့စိတ်ဟာအကောင်းဆုံးစိတ်ဖြစ်မှာတော့ပညာနဲ့ရှင်တဲ့စိတ်ဟာအကောင်းဆုံးဖြစ်မယ်ဟုတ်တယ်မဟုတ်လားအမှန်သိမှုနော်တို့လူရင်းပြောရလို့ရှိရင်ဘောဟာမတည်မြဲဘူးဆိုတဲ့အတိဘောဟာမကောင်းမွန်ဘူးဆိုတဲ့အတိဘောဟာတန်ဖိုးမဲ့တယ်ဆိုတဲ့အတိအနိစ္စဒုက္ခအနတ္တကိုသိတဲ့အတိရောနော်အဲ့ဒီအတိရပါတော့အလွန်ကောင်းတဲ့အတိပဲဟောဆိုအဲ့ဒီအတိရှိလို့ရှိရင်ကိုယ့်ကိုယ်ကိုလည်းမနှိမ့်ဆက်ဘူးသူများကိုလည်းမနှိမ့်ဆက်ဘူးကိုယ့်ကိုယ်ကိုလည်းမဖြက်စီးဘူးသူများကိုလည်းမဖြက်စီးဘူးဘဝကိုမမောတယ်လို့လည်းမရှိဘူးဖြက်စီးမှလည်းမဟုတ်ဘူးနားလည်မှုအပြည့်အဝရှိတဲ့အတွက်ကြောင့်အဲ့ဒီစိတ်ဟာအလွန်ကောင်းတယ်အလွန်လည်းပဲငြိမ်းချမ်းမှုရှိမယ်ဟုတ်လားအဲ့ဒီလိုစိတ်အခြေအနေမျိုးလေးတွေနဲ့အနေကြလို့ရှိရင်ကိုယ့်ကိုယ်အလွန်အပြစ်ကင်းတယ်အလွန်ကောင်းတယ်ဆိုတာကိုမသိပဲမနေဘူးအဲ့လိုကိုယ့်ကိုယ်ကောင်းတယ်ဆိုတာသိပြီဆိုရင်တော့သူများရဲ့လေးစားမှုတန်ဖိုးထားမှုဦးဇင်းတို့မျှော်လင့်စရာအကြောင်းသိပြီးတော့မရှိဘူးကိုယ်မမျှော်လင့်လည်းပဲကိုယ်မှအဲ့ဒီရည်သွေးရှိရင်တော့ရလာမှာပဲနော်ဒါပေမဲ့မရလည်းပဲကိစ္စမရှိဘူးဆိုတာကိုပြောတာဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့တွေးကြည့်တဲ့နဲ့ကိုယ်စိတ်ရဲ့လိုအပ်ချက်ကလေးတွေကိုမြင်တတ်ဖို့လိုတယ်နော်စာဝတ်နေရေးကျမ်းမာရေးတွေလိုတာမဟုတ်ဘူးနော်စိတ်လိုအပ်ချက်တွေအများကြီးရှိတယ်ဟုတ်လားအဲ့ဒါတွေကဘာလို့လိုနေတာတော့တကယ်ရောလိုသလားလိုနေတယ်ဆိုလို့ရှိရင်ရောမလိုအောင်ဘယ်လိုလုပ်မလို့ခက်တာကပတ်ဝန်းကျင်ရဲ့သဘောတဘာဝဆိုတာကကိုအစိုးမရအောင်နော်တခါတလေသူတို့ထင်ကြတယ်ထင်ကြတာပဲဟုတ်လားအေးအဲ့တော့ကိုယ့်အကိုခိုင်ခိုင်မာမာရက်တည်နိုင်အောင်နေနိုင်ဖို့ကပို့ပြီးတော့အရေးမကြီးဘူးလားအရေးကြီးတယ်ဟုတ်လားဒါလေးကတော့စက်မိလို့အချိန်လေးလေးနည်းနည်းကြံနေလို့ဦးဇင်းတွေးမိတာလေးကိုပြောတာပါဟိုဒါလောလောလက်လက်အဲ့ဒါလေးကိုဦးဇင်းကတွေးမိနေတယ်ငါဘက်ကငါသားခိုင်ခိုင်မာမာရှိမယ်ဆိုရင်ဘယ်သူမှမရှိလေရမှာပါဆိုတဲ့အတွေးပေါ့နော်ခုတက္ကသမားတို့ဦးဇင်းတို့ရောဦးဇင်းတို့လည်းဒီတိုင်းပါပဲဘယ်သူမှမရှိရင်ရမှာပါဆိုတဲ့အဆင့်ကိုမရောက်သေးဘူးနော်ဟုတ်လားဘယ်သူမှမရှိလေရမှာပါလို့မရှိသေးဘူးကိုယ်မုံမြန်မုံနေကြသလားဟာမုံနေတယ်ဆိုတာသိရင်ဘာဖြစ်တော့ထိတ်လန့်နေနော်ဒီဥစ္စာကိုသိပြီးတော့မခံနိုင်ဘူးပေါ့ဘာလို့မခံနိုင်တာလဲဆိုတာကိုစိတ်ဝင်စားကြည့်သင့်တယ်ဟုတ်လားတကယ်လို့သာတက္ကသမားတို့ဦးဇင်းတို့တွေကသူတော်ကောင်းတရားကိုအများကြီးသိပြီးတော့အလွန်ရင့်ကျက်တည်ငြိမ်နေမယ်ဆိုရင်ပတ်ဝန်းကျင်ကမုံချစ်ဘာဖြစ်မလို့ဘာမှမဖြစ်တော့အဲ့ဒီအနေထားကိုဦးဇင်းတို့ဥတည်နိုင်ဖို့လိုတယ်နော်အဲ့ဒါကြီးဒီအခုရှိနေပြီလို့ဆိုလိုတာမဟုတ်ဘူးအဲ့ဒါကိုအလွန်မုံမြတ်တဲ့ပန်းနိုင်တစ်ခုအနေနဲ့ဦးဇင်းတို့ရည်မှန်းချက်ထားပြီးတော့ဘာလို့ဖို့လို့တော့အလုပ်လုပ်ဖို့လို့တယ်ဟုတ်လားဒါကြောင့်မလို့ကိုယ့်ကိုအလွန်ကောင်းတဲ့တကယ်ကောင်းတဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာကိုခိုင်ခိုင်မာမာသိရအောင်ကိုဟာတကယ်ကောင်းတဲ့လူတစ်ယောက်ဖြစ်အောင်ကြိုးစားရမယ်ဘယ်နည်းနဲ့ကြိုးစားအောင်ကောင်းတယ်ဆိုတာကောင်းတဲ့စိတ်ကလေးဖြစ်နေတဲ့လူကိုကောင်းတယ်လို့ပြောတာပဲလေတကယ်တမ်းကစိတ်ပဲနော်ဒီစိတ်ကလေးကိုပဲဦးဇင်းတို့ပြောတာဟုတ်တယ်မဟုတ်လားယုံညံ့တဲ့စိတ်နဲ့နေရင်ယုံညံ့တဲ့သူကောင်းတဲ့စိတ်နဲ့နေရင်ကောင်းတဲ့သူဒါပဲလေအဲ့တော့ကောင်းတဲ့စိတ်ကပဲစိတ်ကအကောင်းဆုံးတော့အမှန်သိတဲ့စိတ်ကအကောင်းဆုံးပဲတကယ်တမ်းအရိယာတွေရဲ့တဏ္ဍာမှာဖြစ်တဲ့စိတ်ဟာအကောင်းဆုံးလို့ရေဘူးအားဖြင့်ပေးတဲ့လို့နားလေနိုင်မယ်ဘာလို့အရိယာဖြစ်သွားတာတော့ဘဝရဲ့အကြောင်းကိုအမှန်သိလို့အရိယာဖြစ်သွားတာပဲလေဟုတ်လားအခုတရားဓမ္မတို့ဦးဇင်းတို့တွေကအရိယာမဖြစ်သေးတော့လည်းပဲအရိယာဖြစ်ဖို့အတွက်အဲ့ဒီအသိဉာဏ်ကိုဘာလို့နေကြတာတော့ရှားဖွေစုဆောင်းနေကြတာဟုတ်လားဒါကြောင့်အဲ့ဒီအမှန်သိမှုတွေများလေလေကိုငါအရာတော်တယ်ကျင့်တတ်မှုအများကြီးရမှာပဲဟုတ်လားဒါကြောင့်အနိစ္စကိုသိအောင်ကြိုးစားဒုက္ခကိုသိအောင်ကြိုးစားအနတ္တကိုသိအောင်ကြိုးစားဒါဆိုရင်ဘဝရဲ့ပုံမှာမက်မောတဲ့သဘောဘဝကိုဖြစ်စည်းလိုတဲ့သဘောအကုန်လုံးအစွန်းတွေလွတ်ပြီးတော့တည်တည်ငြိမ်ငြိမ်မြင့်မြတ်နေနိုင်မှာဟုတ်လားဟုတ်တယ်ကလားမလို့ဦးဇင်းတွေကလောဘဒေါသအလိုလိုက်ပြီးတော့ဘဝကိုမက်မောတာရှိတယ်နောက်ဘဝကိုဖြစ်စည်းခြင်းတာရှိတယ်ဒါလောဘဒေါသကိုပြောတာနော်ဟုတ်လားအကယ်၍အနိစ္စဒုက္ခအနတ္တကိုသိမယ်ဆိုရင်လောဘနဲ့လည်းပဲလောကကိုမက်မောမှာမဟုတ်သလိုဒေါသနဲ့လည်းပဲလောကကိုဖြစ်စည်းမှာမဟုတ်ဟုတ်လားအဲ့ဒါအလွန်ကောင်းတဲ့စိတ်အခြေအနေလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့သည်အပမာဒဆိုတဲ့တတိတရားလက်ကင်ထားပြီးတော့သတိပဋ္ဌာန်ဘာဝနာကိုကြိုးစားအထောက်ခြင်းအပြင်ကိုယ့်ရဲ့စိတ်ကိုဖြူရှင်တန့်ရှင်းအောင်စေကြောနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပိဿပေါင်းသူတော်ကောင်းတို့ကြိုးပမ်းအထောက်ကြရသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့အစွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာပုညမျက်နှိဗ္ဗာန်ကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပရာစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း